Hello. 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 ပြောပြန်ပြောပါဦး Hello. 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 Testing. အဲ့ Hello. နဲ့ကျုံးစိတ်ရက်လိုက်တော့ Darija. ကြားရပြီဖြို But ရက်လိုက်တော့ရက်လိုက်တော့ ကောင်းပြီပေါ့နော် ကြားလိုက်နော်ဟိုရက်တာမဟုတ်အတန်နေမြုပ်လုပ်လိုက်တော့ဟို feedback တွေ အဲ့တော့ ရ အ ပြီ များကြီးထိုင်အဲခိုးတွေဝင်ပြီးအတန်လေးကစူသွားလိမ့်မယ် mute zoom နဲ့ join ထားတယ် mute ထားလိုက်တာကောင်းတယ် speaker ရပြီလေ ကောလုံးတော့ ဟုတ် ဟုတ်ပြီဖြို sorry တော်တော်လေးရှုပ်ထွေးသွားတယ် အဲ့တော့ကျွန်တော်တို့အခုစလိုက်တော့မယ်နော် ဟုတ်ပါပြီ thank you ပါ we will start now okay အခုကျွန်တော်တို့ဒီနေ့ဘာအကြောင်းအရာပြောကြမလဲဆိုတော့ AP နှစ်ကနေပြီးတော့မှ knowledge sharing အနေနဲ့လုပ်ပေးမယ့် session က advanced routing with the RPKI ပေါ့နော်ကိုယ့်ရဲ့ internet ကို securing the internet routing ကိုဘယ်လို secure ဖြစ်အောင်လုပ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီ session မှာဆွေးနွေးသွားမယ်ကျွန်မနာမည်ကတော့ကျွန်တော်သိတဲ့ဒီထဲမှာတော်တော်များများဟိုကင်မရာရဲ့စောနာကြည့်နေအကုန်လုံးကိုကျွန်မတော်တော်များများကိုမိတ်ဆွေလုပ်ဖို့ခင်ဘက်ဒီတော်တော်များတယ်ကိုဇေယဝင်းတို့သူတို့လည်းတွေ့တယ်အကုန်လုံးကိုပြန်ကိုနိုင်ဝင်းဦးတို့ရောအဲကျွန်တော်အားလုံးကိုကျွန်မနာမည်ကတော့မသိတဲ့သူတွေကတော့ဖြိုးလို့သိကြမှာပေါ့နော်မသိသေးတဲ့သူတွေကတော့ဒီမှာပြောပါမယ်မိတ်ဆက်ပြရသေးအောင်ကျွန်မနာမည်ကဖြိုးဖြိုးဟဲ့အရင်တော့ကတော့ရတနာပုံတယ်လီပို့မှာလုပ်ခဲ့ဘူးတယ်ကျွန်မအဓိကတော့ internet routing နဲ့ ISP routing switching မိုင်းမှာအဓိကကိုယ့်ရဲ့ emphasize လုပ်တဲ့expert အနေနဲ့ဟိုမှာကို study emphasize လုပ်တဲ့ professionalism ပေါ့နော်ပြီးတဲ့အခါကျတော့ရတနာပုံစင်ကာပူမှာလုပ်ခဲ့တယ်ပြီးရတနာပုံတယ်လီပို့မှာလုပ်ခဲ့တယ်ပြီးတဲ့အခါကျတော့ကျွန်မဒီ kinetic မှာလည်းဒီ internet service provider မှာဒီမှာရှိတဲ့ business technical head အနေနဲ့လုပ်ခဲ့တယ်အခုလောလောဆယ်တော့ကျွန်မ AP နဲ့ရဲ့ community trainer အနေနဲ့ဟိုမှာဒီ advanced routing and routing with the security ကိုကျွန်မ RPKI ကိုကျွန်မပြောမယ်အဲ့ခါကျတော့ဒီ session မှာနားဟိုကျွန်တော်တို့ဘာအကြောင်းပြောသွားမလဲဆိုရင် RPK routing security အကြောင်းပြောမယ်ဘာကြောင့်မလို့ route leaking route hijacking ဖြစ်တာတွေကဘာကြောင့်မလို့လိုအပ်တာလဲအဲ့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးသွားမယ်ကျွန်တော်နဲ့အတူတူဝင်ပြီးတော့မှ training မှာ support လုပ်ပြီးတော့မှ lead trainer အနေနဲ့လုပ်support လုပ်ပေးမဲ့ဆရာကကြတော့ဆရာကအဝါဖြစ်တယ်အဝါ do you want to do the introduction I think so အဲ့တော့အဝါကကြတော့လိုအပ် AP နှစ်ရဲ့ trainer ဖြစ်တယ်ကျမကတော့ AP နှစ်ရဲ့ community trainer ဖြစ်ပါတယ်အဲ့ဆိုတော့ကျမတို့ဆက်ပြီးတော့မှဒီ training topics လေးကိုဆက်ပြောလိုက်မယ်ဒီ topic က secure internet routing with the RPKI RPKI ရဲ့အရှေ့ကောက်ကတော့ resource public key infrastructure အဲ့ဆို internet ပေါ်မှာကျမတို့ BGP internet ကို global routing လုပ်တဲ့အချိန်မှာကျမတို့ဘာသုံးကြလဲဆိုတော့ AS number every network တိုင်းမှာ AS number တွေရှိတယ်ကျမတို့အဲ့ AS တွေမှာကျမတို့ရဲ့ကိုယ်ပိုင် internet registry တွေစီကနေရတဲ့ public IP တွေရှိတယ်အဲ့ public IP တွေကို prefix တွေကို internet ပေါ်မှာရောက်ဖို့အတွက် reachable ဖြစ်ဖို့အတွက်ဆိုရင်ကျမတို့က announce လုပ်ပေးရတယ် advertise လုပ်ပေးရတယ်ကိုယ့်ရဲ့ internet transit provider တွေ peer တွေဟို announce လုပ်ပေးပြီးတဲ့အခါကျတော့မှ global routing table ကြီးဖြစ်လာတယ်ဟုတ်တယ်မလား global routing table ရတယ်အဲ့ဒီအခါကျတော့ဒါဆိုရင် mmnoc ကဆိုရင် mmnoc မှာလည်းသူ့ရဲ့ own prefix ရှိမယ် MPT ဆိုရင်လည်း MPT မှာသူ့ရဲ့ own prefix ရှိမယ်ဒါပေမဲ့လူတွေကအဲ့ခါကျတော့ announce လုပ်ကြတယ် announce လုပ်ပြီးမှ global routing table ရလာတယ် global routing table ကနေပဲကနေမှ internet ကိုရလာတယ် internet ကျွန်တော်တို့အဲ့ခါကျအဲ့အကြောင်းမလို့ကျွန်တော်တို့ internet သုံးလို့ရတယ် router တွေအများကြီးရှိတယ်ဒီ the whole internet ပေါ်မှာ many autonomous system ရှိတယ် many router ရှိတယ်အဲ့ autonomous system တစ်ခုကြားထဲမှာဒီ public IP တွေ announce လုပ်ဖို့အတွက်သုံးတဲ့ protocol ကကျတော့ BGP border gateway protocol ကိုသုံးတယ်
ကျွန်တော်တို့အဲ့တော့ BCP နဲ့ပတ်သက်လို့ကတော့အကုန်လုံးတချို့ဒီမှာဆိုရင် prerequisite knowledge ရှိပြီးသားလို့သတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်မဒီမှာ routing မှာပတ်သက်တယ်ဆိုရင်ကျွန်တော်တို့တစ်ခုခုသာမှာ internet routing ဆိုတာဒီအများတန်းသူက rumor တယောက်ကပြောတဲ့ဟာမှန်သမျှကိုအကုန်လုံး accept လုပ်လိုက်တယ် accept လုပ်ပြီးတော့မှလူတွေကသူတို့ကြေညာချင်တာကြေညာကြတယ်တကယ်လို့တယောက်ကမှားပြီးတော့မှကြေညာတယ် traffic တွေကမှားပြီးတော့တခြားနေရာရောက်ပြီးမှ service တွေ down သွားတယ်purposely တမင်သက်လောက်တာဖြစ်ရှင်ဖြစ်မဲ့ဒါမှမဟုတ်ရင်မှားလို့ရောင်ပြီးတော့မှ accidentally မှားပြီးတော့မှ wrong advertisement ဖြစ်တာတွေဖြစ်မယ်အဲ့ဒီခါကျတော့အဲ့လိုမျိုးတွေဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့်မလို့ network တွေခဏ down ပြောပါဒီ scenario တွေအများကြီးဖြစ်ခဲ့ဘူးတယ်ဒီ internet ကို impact ဖြစ်တဲ့ဟာတွေတယောက်က provider တစ်ခုခုကနေမှမှားလို့မိတဲ့ mistake တစ်ခုကြောင့်မလို့ intentionally ဖြစ်ဖြစ် unintentionally ဖြစ်ဖြစ် scenario တွေ internet down ဖြစ်တာတွေ website တော်တော်များများ YouTube တွေ Facebook တွေအဲ့ဒါတွေ down ဖြစ်တာတွေအများကြီးရှိခဲ့ဦးတယ်အဲ့ဒါ route leaking ဖြစ်တယ် route hijacking ဖြစ်တယ်လို့ပြောတယ် hijack ဆိုတာကိုမဟုတ်ဘဲနဲ့ကိုအယောင်ဆောင်ပြီးမှသူများတယောက်ကဝင်လာပြီးမှ hijack လုပ်ပြီးမှဒီ network ထဲကို hijack ဝင်လုပ်လိုက်တာမျိုး pretend လုပ်ပြီးတော့အဲ့လိုဟာမျိုးတွေဖြစ်တဲ့ဟာမျိုးတွေရှိတယ်အဲ့ဒီခါကျတော့ဒီပထမအဆုံးဆိုရင် headline အနေနဲ့ဆိုရင်ဟိုးအရင်တော့ဘာဖြစ်ခဲ့ဘူးလဲဆိုတော့ AS12389 ကနေမှ Apple ရဲ့ prefix Apple ရဲ့ prefix ကိုhijack လုပ်တာအဲ့ဒါဆို Apple ရဲ့ prefix ကို Apple က announce လုပ်တာမဟုတ်ဘဲနဲ့တခြား provider တစ်ခုကနေမှဒီ AS12389 ဆိုတဲ့ provider ကနေမှဒီ Apple ရဲ့ prefix ကို तू ကမှားပြီးတော့မှ announce လုပ်လိုက်တယ် announce လုပ်လိုက်တဲ့အခါကျတော့ तू ကဘာကို announce လုပ်လိုက်လဲဆိုတော့ပုံမှန်အတိုင်းက Apple ကတစ်ခုပဲကြေညာထားတယ်ဘာကြေညာထားလဲဆိုတော့ 17 point Apple ကကြေညာထားတာကतू က 17.0.0.9 ကိုကြေညာထားတယ်17.0.0.9 ကိုပဲ advertise လုပ်ထားတယ်ဒါပေမဲ့ဒီ network မှာ advertise လုပ်တယ်ဆိုရင်အများတန်း higher prefix length ကအများတန်း higher prefix length က longer prefix length ဒီအများတန်း prefer ဖြစ်တယ်အများတန်းသွားပြီဆိုရင် /9 နဲ့ /10 နဲ့ဆိုရင် /10 ကိုဦးစားပေးပြီး routing table ထဲမှာထည့်တယ်traffic ကိုသွားတယ် /9 နဲ့ /20 ဆိုရင် /20 ကိုယူတယ်သူက the more specific route ကိုပို့ပြီးတော့မှဦးစားပေးအဲ့ခါကျတော့ attacker လုပ်တဲ့ AS ကကျတော့ဘာကို announce လုပ်လဲဆိုတော့ 17.70.96.0/19 ကို advertise လုပ်လိုက်တယ် hijack လုပ်လိုက်ကြအဲ့တော့ /9 ရ /19 ရဆိုတဲ့အခါကျတော့ /19 ကသူဒီ higher prefix length ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကဘာဖြစ်သွားလဲဆိုတော့အဲ့ကဟာကိုပြန့်သွားတယ်အဲ့ announce လုပ်တဲ့ဟာ internet ပေါ်မှာသူက announce လုပ်လိုက်တဲ့ခါပြန့်သွားတဲ့ခါကျတော့တချို့ provider တွေကတော့သူကကောင်းကောင်း filter လုပ်ထားတယ် okay the filter လုပ်တယ်ဒါပေမဲ့ leaking ဖြစ်တဲ့တချို့ provider တွေက filter မလုပ်တဲ့အချိန်ကျတော့ဘယ် provider တွေကနေ leak ဖြစ်သွားလဲဆိုတော့ AS7432 AS1273 ဒီ provider တွေက leak ဖြစ်သွားတယ် leak ဖြစ်သွားပြီးတဲ့အခါကျတော့အဲ့မှာ Apple website down သွားတယ်ပေါ့နော် Apple website down သွားတယ်သူဘယ်နှစ်နာရီမှာစဖြစ်တာလဲဆိုတော့2022ခုနှစ်မှာစဖြစ်တယ်2022 July 26 မှာဖြစ်ခဲ့တယ်အဲ့မှာသူတို့ဘလို့ mitigate လုပ်လိုက်လဲဆိုတဲ့ခါကျတော့ဒီမှာ /9 နဲ့ဟာကို तू က /19 နဲ့ချိန်ညာတော့ तू ကဘာပြန်ချိန်ညာလိုက်လဲဆိုတော့ mitigate ဆိုပြန်ဖြည့်ရှင်းတဲ့နေရာကျတော့ပိုပြီးကြီးတဲ့ /21 နဲ့ဟိုမှလုပ်လိုက်တယ်အဲကျတော့ affected hours က more than 9 နာရီလောက်ထိ down time ဖြစ်သွားတယ်ဒါက /19 ကိုမှသူတို့ mitigate လုပ်လိုက်တဲ့နေရာ /21 နဲ့ announce လုပ်လိုက်တဲ့ခါကျတော့ /21 ကိုပဲဦးစားပေး route က prefer ပိုဖြစ်ပြီးတဲ့ခါကျတော့ဒီ Apple ကကြေညာတဲ့ route ကိုပဲ direct traffic က direct ပြန်လှုပ်သွားတဲ့ဟာမျိုးဒါက one case အဲ့ဒါလဲနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ cryptocurrency bitcoin တွေ bitcoin တွေကအခုသူတို့တွေအဲ့ဒီတော့ကြတော့အဲ့ bitcoin company မှာ Dreamline ဆိုတဲ့ကိုရီးယား
company တခု AS3800099 ဆိုတဲ့ဟာရှိတယ်သူတို့မှာ prefix နှစ်ခုရှိတယ်ဒီ121ဆိုတဲ့ prefix ရှိတယ်အဲ့မှာ211ဆိုတဲ့ prefix တစ်ခုရှိတယ်အဲ့ဒီကဟာကဒါပေမဲ့သူတို့ရဲ့ coverage ဖြစ်တဲ့ another AS ကကျတော့ဗာလဲဆိုရင် /23 ပါ AS9 သူ့ရဲ့ cover ဒီထဲမှာ /23 ထဲမှာပါတဲ့ cover AS9457 ပါတယ်အဲ့ကကျတော့ तू ကဒါပေမဲ့ဒီ AS က तू ကအမှန်တိုင်းပြောရင်ဒီ /23 က तू Korea Internet Exchange ကိုပဲကြီးညာထားတာလားတခြားဟာကဘာမလို့တော့အဲ့ခါကျ attacker က तू ကဘာလုပ်လိုက်လဲဆိုတဲ့အခါကျတော့ attacker ကနေမှ 121.553.104.0/24 နဲ့ဟိုမှာကြီးညာလိုက်တယ်ဒါပေမဲ့အဲ့ကဟာဒီ तू ဘယ် AS နဲ့ကြီးညာလိုက်တာလဲဆိုတဲ့အခါကျတော့ AS 9457နဲ့ဟိုမှာကြီးညာလိုက်တာAS9457 ကဒီ Dreamline ကဟာနဲ့အဲကြောင့် AS9457 က Dreamline ကဟာနဲ့ကြီးညာတဲ့ခါကျတော့သူ့ရဲ့ AS path မှာဆိုရင်94576461ဆိုပြီးတော့မှအဲ့ရှိတယ်အဲ့ဒီ company ကဒီ attacker လုပ်တဲ့ network ကကျတော့ Zayo လို့ခေါ်တယ်အဲ့ Zayo ဆိုတဲ့အဲ့ network ကနေမှ attack လုပ်လိုက်တာအဲ့ခါကျတော့ဒီ Zayo ကနေမှ announce လုပ်လိုက်တယ် traffic ကအကုန်လုံး hacker ရဲ့ network ကိုအကုန်လုံးရောက်သွားတယ်hacker ရဲ့ network ကိုရောက်သွားပြီးအခါကျတော့ Bitcoin တွေကအဲ့မှာဒီဟို spot wallet ထဲကငွေတွေကိုသူ steal လုပ်သွားပြီးမှတချို့လူတွေတော်တော်များအခုချိန်ထိသူတို့ပြန်ပြီးတော့မှ compensation ပြန်လုပ်နေရတော့အဲ့တုန်းက attack ကြောင့်မလို့အဲ့ဒီကဟာကဘာဖြစ်လို့လဲဆိုတဲ့ခါကျသူတို့မှာဒီဟာရဲ့ route ဘယ်သူကဘယ် origin ကစတာလဲဆိုတာလည်းမလုပ်ထားဘူးပြီးတော့အမြဲတမ်း always သူဒီ more specific prefix နဲ့လည်းလုပ်တယ်ပြီးတဲ့အခါကျတော့ပို့ပြီးဆိုတာကဒီ AS9457 ကလည်းဒီ range ထဲက cover ဖြစ်တဲ့ Dreamline က AS ကိုယူထားတာဒါပေမဲ့ Dreamline ကနောက်ကျပြန်ပြောခါကျဒီ Zayo network နဲ့သူတို့နဲ့ဘာမှမပတ်သက်ဖ ೇನೆ သူတို့ကိုသူတို့ pretend လုပ်ပြီး AS9457 ဆိုပြီးမှသူ advertise လုပ်ပြီးကြီးညာတဲ့အတွက်ကြောင့်မလို့ဖြစ်သွားပြီးမှ attack လာလုပ်တာဆိုပြီးပြောတယ်ဒါပေမဲ့အဲ့ဒီကဟာနောက်ကြတဲ့အခါကျတော့ဒီ route object ကို create လုပ်ရတယ် RADB မှာလုပ်တယ်ပြီးတော့ authorization လုပ်ပြီးတဲ့အခါကျမှ mitigate ပြန်လုပ်ပြီးတော့မှ network solve လုပ်လိုက်ရတယ်ပေါ့နော်ဒီဟာက case တစ်ခုနောက်လဲအဲ့လိုမျိုးတွေကလည်းထပ်ဖြစ်သေးတဲ့အခါကျ AS54410 AS54410 ကလည်းဒီမှာသူကလည်း route no route object မရှိဘူး main upstream leaker တွေကကျတော့ Bharti နဲ့ Vodafone မှာပြဿနာဖြစ်သွားတယ် April 16မှာဖြစ်သွားတာဒါ route leaking နောက်တစ်ခုကဒါကိုနိုင်ငံကဖြစ်တဲ့ကိစ္စ2021ခုနှစ်မှာအားလုံးသိတဲ့အတိုင်းမှာ2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းသွားတဲ့အခါကျတော့ AS ဒီသူတို့တွေကဒီ protest တွေဘာတွေကို international ကမမြင်သေးချင်ဘူးဆိုတဲ့အခါကျတော့သူတို့ကအကုန်လုံးကို Facebook တို့ Twitter တို့အကုန်လုံး ban ဖို့ကြိုးစားတယ် ban ဖို့ကြိုးစားတဲ့အချိန်မှာသူတို့ဘာ configuration round လုပ်လိုက်လဲတော့မသိဘူးပေါ့နော်အဲ့မှာ Twitter ရဲ့ဟာကိုသူ advertise သွားလုပ်လိုက်တယ် Twitter နဲ့ Instagram Twitter 10.144. 10.244.42.0 ဆိုတာကိုသူတို့သွားပြီးတော့မှ announce သွားလုပ်လိုက်တယ်ဒီ AS ကAS က announce လုပ်လိုက်တဲ့အခါကျတော့ဒီ Twitter network တွေသူကြည့်ရတာnull zero နဲ့ announce လုပ်ပြီးတော့မှသူ့စီအကုန်လုံးရောက်ပြီးမှ Twitter traffic တွေအကုန်လုံးက drop လုပ်ကြလာပဲမယ်အဲ့က network ကို null zero နဲ့ဟိုမှာ route ရေးလိုက်မယ်ရေးလောက်ပြီးမှ announce လုပ်လိုက်လိမ့်မယ်ထင်တယ် announce လုပ်လိုက်ပြီးတဲ့အခါကျသူအောက်ပေါင်းမှာ routing update အောက်ပေါင်းမှာကြီးညာလိုက်တယ်အဲ့မှာကြီးညာတဲ့အချိန်ကျတော့ကံကောင်းလို့သူက only 6 peers ပဲဒီ announcement ကိုလက်ခံလိုက်တယ်ဒါပေမဲ့တချို့ဘာဖြစ်လို့ဆိုတော့တခြားလူတွေကကျတော့သူ internet registry မှာသူ route object create လုပ်ထားတာရှိလိမ့်မယ်ဒါမှမဟုတ်ရင်သူကသူ proper filtering လုပ်ထားတာရှိလိမ့်မယ်ရှိတဲ့အခါကျတော့ Twitter မှာဒါသူကတော့ route object ကို create မလုပ်ထားလို့သူများ announce လုပ်လိုက်တာပေါ့နော်ဘယ်က origin AS ဆိုတာကိုသူမပြောတတ်ဘူးနဲ့ဒီမြန်မာပြည် AS ကနေမှတော့ announce လုပ်လိုက်တာ announce လုပ်လိုက်တဲ့အချိန်ကျမှတော်တော်များများတချို့ internet တွေ Twitter တွေ Instagram တွေအကုန် down သွားတယ်ဒါကမြန်မာပြည် case ပဲသူကအဲ့ဆိုဒီမှာစဉ်းစားကြဒီ peer 6ခုကသူတို့စီမှာ
သူ့စီဝင်လာတဲ့ traffic ကို inbound filtering ဘာလို့မရှိတာလဲပြီးတော့ Twitter လို company ကြီးကသူတို့ဒီ AS ဒီသူတို့ကိုယ်ပိုင် AS ပါဆိုပြီးတော့မှ authorize ဘာလို့မလုပ်ထားတာလဲ route object ဘာလို့ route origin authorization ဘာလို့မလုပ်ထားတာလဲအဲ့ဒီခါမျိုးဒါကျွန်တော်တို့စဉ်းစားရမယ့်အချက်ပါဒါဆိုဒါမျိုးတွေကိုဘယ်လို mitigate လုပ်မလဲလူတိုင်းကနေမှလာပြောမှ internet ကရဲ့အလုပ်လုပ်ပုံဒီ rumor အနေနဲ့ပဲတယောက်ကပြောတိုင်းဟိုမှာကိုကလက်ခံရရှိရင်အကုန်လုံး accept လုပ်ထားလိုက်ပြီးတော့မှ traffic ဒီဒီ routing best path selection အတိုင်းဟိုမှာ next hop ကိုကြည့်မယ်ပြီးရင် more specific preface length ကိုကြည့်မယ်အဲ့ routing ပြီးတော့ BGP ရဲ့ best path selection အတိုင်းဟိုမှာသွားပြီးတော့မှသူဒီ routing လုပ်တာပြီးတော့ internet ရဲ့သဘောဒီ asymmetric routing အောင်ဆို incoming နဲ့ outgoing ဒီဒီ traffic ဒီ path လမ်းကြောင်းတွေလည်းမတူဘူးဒါဆိုဒါ nature of routing ပေါ့နော် nature of routing ကြောင့်မလို့သူဒီရှိသမျှဟာအကုန်လုံး accept လုပ်တယ်ပြီးရဲ့အခါကျတော့ best path ကိုသူကသူရွေးသွားတယ်ရွေးသွားတဲ့အချိန်ကျတော့အဲ့မှာ network မှာ disaster တွေလာဖြစ်တယ်ပေါ့နော်ပြဿနာတွေ downtime တွေအကုန်လုံး Facebook တို့ Twitter တို့ဆိုဒီ case မှာဆိုရင်ဖြစ်သွားတယ်နောက်တစ်ခုကကျတော့ April 1ရက်နေ့မှာဖြစ်တဲ့ဟာကျတော့ AS12389 ကနေမှာသူကကျတော့ hijack လုပ်လိုက်တာတွေအများကြီးပဲ1ရက်နေ့မှာfunny ဖြစ်အောင်လုပ်တာပေမဲ့ it is not so funny as you know many services will be down အဲ့တော့ Facebook လည်း down သွားမယ် Cloudflare AWS အဲ့ဒါတွေအကုန်လုံး200 ASN လောက် down သွားတယ်တချို့ peers တွေက accepted လုပ်လိုက်တယ် Rose Telecom ကနေလုပ်လိုက်တယ်Cogent Rose Telecom က accept လုပ်တယ်ပြီးတော့ Cogent ကိုသွားတယ်ပြီးတော့မှ AS536 သွားရတယ်အဲ့မှာဆိုရင် BGP many network internet တစ်ခုလုံးနီးပါး down သလောက်ဖြစ်သွားတယ်2020မှာဖြစ်တဲ့ case ကလည်းနောက်တစ်ခုကကျတော့တချို့ engineer တွေက okay BGP optimizer တွေ software တွေ tools တွေ application တွေရှိတယ်နောက်ပိုင်းမှာရောက်တယ်အဲ့ခါကျသူတို့လက်ဆော့တယ် testing လုပ်တယ် BGP optimizer နဲ့ BGP optimizer နဲ့ traffic route တွေကိုfiltering တွေလုပ်တယ်အဘယ်ဟာ advertise လုပ်မယ်စသဖြင့် BGP optimizer နဲ့သူတို့လုပ်နေရင်းနဲ့မှာဒီဟာဒီ AS1335 hosted sites were not reachable during the leak သူတို့ advertise လုပ်တာ round advertise လုပ်တဲ့အတွက်ကြောင့်မလို့ဒီမှာ round advertise လုပ်တဲ့အတွက်ကြောင့်မလို့သူမှာဒီမှာ /20 နဲ့လာမယ် /21 နဲ့ဟိုမှာဒီဘက် Verizon ကိုလာပြီးမှ advertise လုပ်လိုက်တဲ့ခါကျတော့ /20 နဲ့ /21 ဆိုရင်သူ /21 route ဘက်ကိုပဲ roundly redirect ပြန်လုပ်သွားတဲ့ဟာမျိုးဒါကြောင့်မလို့ global traffic ရဲ့15%လောက်ကို impact ဖြစ်သွားတယ်ဒါက BGP optimizer ကြောင့်မလို့ဖြစ်တဲ့ဟာအဲဆိုတော့ဖြစ်ခဲ့တဲ့ scenario တွေကိုပြန်သုံးသပ်ကြည့်မယ်ဆိုရင် ပြောရခဏလားပြောလို့ slide မ share ထားဘူး slide ရှိတာဒီတိုင်းပြောတာလား slide ကsorry တခုပြောရမယ် APNIC Academy page မှာ slide ရှိတယ် ကျွန်မshare လိုက်မယ်เนาะအခု APNIC Academy academy.apnic.net အကုန်လုံး academy.apnic.net မှာရှိတယ်ဆိုရင်အဲ့မှာ events ကို account ရှိကြလားမသိဘူးเนาะ APNIC Academy မှာ account ရှိတယ်ဆိုရင် login ဝင်လိုက် ရဖြိုအဲ့ဒါပြီးမှလောက်ခိုင်းမဟုတ်ဒီမှာ screen မှာ share မယ်ထင်တယ်ရဖြိုဆက်ပြောလိုက်ရတာ ဖြိုscreen ဆက် share လိုက်အောင်မယ်ခဏလေးเนาะ yeah APNIC Community Trainer Network of materials
Zoom နဲ့မှာမှ message ပို့လိုက်မယ်အမဒီ link ထဲမှာကြည့်လိုက်အဲ့ထဲမှာ course material ဆိုတာရှိတယ်အဲ့ course materials ထဲမှာမှအဲ့မှာ link ကနေမှ presentation ကို download ချလို့ရတယ်ရရဟုတ်အခု screen ကိုမြင်ရလားမသိဘူးเนาะ okay screen ကို နိုင်ဖြူရ အရှိမပြောခဲ့တဲ့ scenario တွေမြန်မာပြည်မှာသူတို့ Twitter တို့ Facebook တို့ Instagram တို့ကို ban ကျင်လို့လာနဲ့ configuration တစ်ခု round လုပ်လိုက်တယ်အမှန်ဟိုအထက်ကနေမှ advertise လုပ်လိုက်တယ်comment ပေးလိုက်တယ် okay အကုန်လုံး ban ရမယ်ဆိုတဲ့ခါကျတော့တယောက်AS က ban လိုက်တဲ့အချိန်ကျတော့သူတို့ configuration တစ်ခု round လုပ်လိုက်တယ်ထင်ပါတယ်ဒီဟာကို advertise လုပ်လိုက်တယ် global internet ကိုဒါပေမဲ့လုပ်လိုက်တဲ့အချိန်မှာသူ null zero နဲ့ဟိုမှ route ရေးပြီးတော့မှ advertise လုပ်တယ်ဆိုတာအဲ့ခါကျ traffic တွေအကုန်လုံးကဒီမြန်မာ AS ဘက်ကိုပဲပို့ပြီးဝင်လာကြတယ်ဝင်လာကြတဲ့အချိန်မှာကျတော့အဲ့ traffic ကို drop လုပ်ချလိုက်တယ်စသဖြင့်အဲ့လိုမျိုးအမှားတွေအများကြီး mistake တွေအများကြီးဖြစ်နိုင်တယ်ပြီးအဲ့ခါကျတော့ဘာကြောင့်မလို့ဒါတွေဖြစ်တာလဲဘာကြောင့်မလို့လောက်တာလဲဒါဆိုတော့ဒီ preface တွေကိုဘာကြောင့်မလို့ no one in charge ဘာဖြစ်လို့သူတယောက်ကဒါကို control လုပ်ပြီးမှဘယ် advertisement ကမှန်တယ်ဘယ် advertisement က wrong တယ်ဒီ wrong advertisement ဆိုရင်တော့လက်မခံပါဘူးစသဖြင့်အဲ့လိုမျိုး authority level တစ်ခုခု internet ပေါ်မှာ authority model တစ်ခုရှိတဲ့ねနှမို့ဆိုရင်လူတိုင်းကြီးညာချင်တိုင်းကြီးညာလက်ခံချင်တိုင်းလက်ခံတဲ့အမှာ very messy ဖြစ်သွားလိမ့်မယ်အဲ့တော့ no reference ဒါဆို internet ပေါ်မှာ900,000 routes လောက်ရှိတဲ့ global routing table size ကြီးကအရင်အကြီးဖြစ်နေတဲ့ဟာမှာဘယ်ဟာက right ဖြစ်တယ်ဘယ်ဟာက wrong ဖြစ်တယ်ဆိုတာဘယ်ဟာမှန်တယ်ဘယ် route ကတော့ကောင်းတယ်ဘယ် route ကတော့မကောင်းဘူးဆိုပြီးကိုကသတ်မှတ်လို့မရဘူး reference point မရှိဘူးအဲ့တော့ပြီးတဲ့အခါကျတော့ဟိုးဒီဟာတာအနေနဲ့ RFC တခုပေါ်ဘူးတဲ့ E bit ဆိုတဲ့ဟာတခုပေါ်ဘူးတဲ့ E ဆိုတာ evil bit အဲ့ဒါလေကျွန်မအရင်တော့စက်ဖက်ဟာတကယ်ကြီးလားပေါ့နော် evil bit တကယ်လို့ဒီ routing က bad ဆိုရင်ね evil bit ကိုတဲ့ IP header မှာ set လုပ်မယ်ဒီ routing က good ဆိုရင် evil bit ကို0လုပ်မယ်ဆိုတော့အခါကျတော့စဉ်းစားကြည့်လေဘယ်သူကကို bad ဖြစ်တယ်လို့ပြောတယ်ငါလူဆိုးပါလို့ဘယ်သူမှမပြောဘူးဟုတ်တယ်မလားအဲ့ခါကျတော့ evil bit ဆိုတာလည်းတကယ်မရှိဘူးအဲ့ဒါဒီ April Fool မှာသူ joke လုပ်လိုက်တဲ့ joke သဘောမျိုးနေနဲ့လုပ်လိုက်တာအဲ့ခါကျတော့ okay no authority model မရှိဘူး reference point မရှိဘူး routing works by rumor ဆိုကြတော့ okay neighbor peer ကပြောလာသမျှဟာဒီဘသူကပြောအကုန်လုံးဒီဘယ်ဟာမှန်တယ်ဆိုတော့ source of the information source of the truth ကမရှိဘူးမရှိတဲ့အချိန်ကျ okay rumor တွေပဲလက်ခံနေတယ် assume everyone is correct အကုန်လုံးက correct ဖြစ်တယ် okay ငါလည်းမှန်တယ် तू ပြောရင်လည်းမှန်တယ်ထင်ရလို့ထင်ရတယ်ကိုပြောရင်လည်းမှန်တယ်ထင်ရတယ်အဲ့ဆို advertisement နဲ့ငါမှန်တယ်လို့ဖြစ်တယ်ဒါပေမဲ့ best path selection အတိုင်းစောနာလိုမျိုးများသောအားဖြင့် case တွေမှာသူတို့ဒီ more specific preface length နဲ့ပြောတဲ့အချိန်မှာအဲ့ဒီ more specific preface length ကို prefer ဖြစ်ပြီးတော့မှ route ဒီအဲ့ဒီဘက်ကိုသွားတယ်တချို့ကြတဲ့ကလည်း shorter AS path ရှိရဆိုရင် shorter AS path ကို approve လုပ်ပြီးသားဆိုရင် shorter AS path ကနေသွားတယ် longer AS path နဲ့ shorter AS path ဆိုရင် shorter AS path ကိုအမြဲဦးစားပေးရဆိုရင်သူဒီ AS တစ်ခုကို pretend လုပ်ပြီးသူကိုသူဟာ shorter AS path က route ကိုဦးစားပေးရွေးသွားတယ်ဒါဒီ BGP path attributes တွေအကြောင်းသင်ထားဖို့ဆိုရင်ဒီပထမဆုံး weight ကိုကြည့်တယ် local preference ရှိတယ် AS path ကိုကြည့်တယ်စသဖြင့် best path selection ရွေးတဲ့အကြောင်းလေးကိုပါလိမ့်မယ် BGP နဲ့ပတ်သက်တဲ့ basics တွေမှာပေါ့နော် okay now တခုက routing ရဲ့သဘောတရား works in reverse ကျွန်တော်တို့ဒီ routing လုပ်တဲ့အချိန်မှာဒီ BGP attributes တွေနဲ့ route ကို
control လုပ်ချင်တယ် manage လုပ်ချင်တယ်ဆိုရင်သူက routing ဒီ inbound traffic တကယ် traffic ကအဝင်ကိုလာတဲ့ဟာကိုကြည့်ချင်တယ်ဆိုရင် outbound filter routing updates ဒီ outbound filter အောက်သွားတယ် routing ဒီကိုယ့်ဘက်က attract outbound traffic ကို control လုပ်ချင်တယ်ဆိုရင် routing updates ကကျတော့ inbound မှာ filter လုပ်ပေးရတယ်ဒါဒီ routing updates နဲ့ in ဆိုရင် routing updates က inbound ဆိုရင် traffic က outbound routing updates က outbound ဆိုရင် traffic က inbound ဒီ routing ရဲ့နဲ့ real traffic နဲ့အလုပ်လုပ်တဲ့ပုံစံဒီ reversely proportional ကြတယ်အဲ့ဆို outbound advertisement ဒီ inbound ကိုလုပ်တယ် inbound advertisement ဒီ outbound ကိုလုပ်တယ်အဲ့ပြီးတော့နောက်တစ်ခါ routing is viewable ဆိုတော့ကိုကနေကိုအနေနဲ့ကြည့်ရဆိုရင်ကိုယ့်ရဲ့ local router point ကနေပဲကြည့်တယ်ကိုကဒီဟာရလာဆိုရင် view of the network ကကိုကဘယ်မှာရှိလဲမြန်မာပြည်ရဲ့ AS45558 ကနေကြည့်နေဆိုရင်အဲ့ကနေပဲကြည့်တယ်အဲ့တော့ different routing ရဲ့အောက်ကရလာတဲ့ result တွေဒီကိုကမြန်မာပြည်ရဲ့ routing ကိုယ့်ရဲ့ global routing table ကိုယ့်ရဲ့ router ရဲ့ global routing table ရဲ့ result နဲ့ဟို Australia ကနေကြည့်ရဲ့ routing table ရဲ့ global routing table ရဲ့ result ဒီ cannot be the same အဲ့ခါကျတော့တို့တွေရှင်ကြည့်ခြင်းတယ်ဟိုဘက်ကရလာတဲ့ global routing table နဲ့ဒီဘက်ကရလာတဲ့ global routing table တွေရှင်ကြည့်ဘယ်ဟာမှန်တာလဲဘယ်ဟာ true လဲဘယ်ဟာလဲဘယ် route ကအဓိကလဲသူရဲ့ routing ကဒီ traffic တွေဒီ path selection လုပ်တဲ့အချိန်သွားတဲ့အတိုင်းဟိုမှာကြည့်တဲ့အခါကျတော့ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်လို့မရှိဘူးအဲ့ဒါကိုယ့်ရဲ့ local view ပေါ်မှာမူတည်တယ်အဲ့ဆိုတော့ okay how we can address means solve ဘယ်လိုပြဿနာရှင်းမလဲဒီမှာအရေးကြီးလို့၃ခါပြောထားတယ် filter BGP စ implementation လုပ်ရမယ်ဆိုရင် filtering လုပ်ဖို့လုံးဝမမိပါနဲ့ filtering ဒီ very important အဲ့ဆိုတော့ကိုယ့်ရဲ့ peers ရှိတယ်ကိုယ့်ရဲ့ upstream ရှိတယ်ကိုယ့်ရဲ့ downstream customer ရှိတယ်အဲ့ဆိုကိုယ့်ရဲ့ downstream customer ရဲ့ကိုယ့်ရဲ့ upstream customer ရဲ့ဆိုရင်အဲ့မှာဆိုရင် prefix filters တွေလုပ်ထားတယ်အားစချင်း BGP establish လုပ်မယ်ဆိုရင်လေ BGP ကိုက CCN လေးစတင်ထားလို့ BGP စပြီး configure လုပ်မယ်ဆိုပြီးမှ establish ဆိုပြီးမှလုပ်လိုက်ပြီးမှအကုန်လုံးကြီးဖွင့်ထားလိုက်တယ်ဆိုရင် everything will be announced ပြီးတော့ရှိသမျှအကုန် announce လုပ်လိုက်တယ်ဆိုရင်လည်းအဆင်မပြေဘူးကိုယ့်စီမှာရှိလာတဲ့ဟာတွေအဲ့ခါကျတော့ okay စချင်းဆိုရင် deny any တာစချင်းလောက်တာ establish မှာပြီးတော့မှကိုဖွင့်ခြင်းတဲ့ဟာနဲ့ global routing table ဖွင့်မလားဆိုပြီး filtering ခံပြီးတဲ့အခါကျတော့မှတစ်ခုချင်းစီကို permit လုပ်လို့မို့ဆိုရင် routing မှာ disaster တွေဖြစ်သွားနိုင်တယ်စချင်းဆိုရင်ပြီးတဲ့အခါကျတော့မှကိုလိုချင်တဲ့ permit လုပ်ချင်တဲ့ဟာရဲ့ကိုဘယ်ဟာကိုပဲ advertise လုပ်မယ်ကိုဘယ်ဟာကိုပဲ accept လုပ်မယ်အဲ့ဒါမျိုး filtering properly လုပ်ပြီးတော့မှ BGP implementation လုပ်တင်တယ် filter မပါဘဲနဲ့လုပ်ပြီးဆိုရင်ကိုနောက်ပထမတော့ကိုယ့်စီမှာပဲ impact ဖြစ်မယ်ဆိုရင်ကိုကတခုခုကိုမှား advertise လုပ်လိုက်တယ်ဖြစ်ဖြစ်သူများမှား advertise လုပ်လိုက်လို့ဖြစ်ဖြစ်ဒီမှာကိုယ့်ရဲ့ network မှာ disaster ဖြစ်နေတယ်အဲ့ဒါတော့ filter ဒီအရင်ရေးကြည့်တယ် prefix filter list လုပ်လို့ရတယ် AS path filter list လုပ်လို့ရတယ် AS path limit နဲ့သွားလို့ရတယ်အဲ့မှာဒီ RFC 8212ဆိုတဲ့နေရာမှာ BGP နောက်ပိုင်း BGP တွေမှာ default reject function တွေနောက်ပိုင်းမှာရှိလာတယ်တချို့iOS တွေတချို့ iOS တွေ BGP default reject feature ကို compliant ဖြစ်တဲ့ဟာတွေရှိလာတယ်အဲ့ဟာတွေမှာ RFC 8212 compliant ဖြစ်တဲ့ဟာဒါတွေဝင်ပြီးမှဖတ်ကြည့်လို့ရတယ် okay normally အပြင်အဲ့ဆိုရင်ကျွန်တော်တို့ဘာလုပ်တင်လဲဆိုရင်ဒီ ISP မှာလုပ်တဲ့လူတိုင်းသိမှာပေါ့ကိုကစပြီးတော့မှ APNIC ကျွန်တော်တို့ region ဆိုရင် APNIC ပေါ့နော်Europe ဆိုရင် RIBE RIPE NCC America ဆို ARIN ကျွန်တော်တို့ဆိုရင် APNIC ရပြီဆိုရင် APNIC ကိုASN နဲ့ IP ရှောက်လို့ရလာတယ်ရပြီးတဲ့အခါကျကျွန်တော်တို့ဒီ upstream provider တို့နဲ့ peering လုပ်မယ်ဆိုပြီး peering request လုပ်မယ်ဆိုရင်ဘာစလုပ်ရလဲဆိုတော့ဒီ origin ဒီကျမတို့ origin မှာဆိုတဲ့ဟာဟို peering request လုပ်ဆိုကိုကနေ downstream provider ဖြစ်တော့ LOA check လုပ်ရတယ် LOA check letter of authority check လုပ်တယ်ပြီးတဲ့အခါကျတော့ဒီမှာ filter လုပ်မလား
filter လုပ်မလား filter in filter out ကိုပြန်ကြည့်တယ်အဲ့ဆို LOA check လုပ်ပြီးရခါကျတော့သူ route filter inbound outbound ကိုကြည့်တယ်အဲ့ဆို LOA check ဆိုတာဘာလဲ LOA check မှာဘယ်လိုမျိုးလုပ်လို့ရလဲဆိုရင် who is database ကနေလုပ်လို့ရတယ် letter of authority LOA letter နဲ့လုပ်လို့ရတယ်နောက်တစ်ခုကကျတော့ဒီမှာ IRR internet routing registry က RPSL tools ဆိုတာအဲ့ဒီ BGP Q3 တို့ BGP Q4 နဲ့ prefix list တွေကို generate လုပ်ပြီးအခါကျတော့ဘယ် AS ကနေဆိုရင်ဘယ် prefix တွေက originate ဆို prefix list တွေကိုသူကဘယ်သူနဲ့သွားစစ်တာလဲဆိုတဲ့အခါကျတော့ database routing access database တွေကအဲ့ repository တွေနဲ့စီကနေမှ peering DB တို့ဘာလို့စီက information တွေကိုသွားပြီးတော့မှ collect လုပ်ပြီးတဲ့အခါကျတော့မှ command line မှာဘယ် AS ကဆိုဘယ် prefix တွေပါဘယ် AS ကဆိုဘယ် prefix တွေပါဆိုပြီးတော့မှ check လုပ်တဲ့ဟာမျိုးအဲ့က RPSL tool နဲ့သွားလို့ရတယ်အဲ့တော့ who is ကကြတော့အကုန်လုံးဒီ command line မှာလဲတို့တွေသိမှာပါဒီ whois.apnic.net the website မှာလဲသွားကြည့်လို့ရတယ် the whois.apnic.net ဆိုပြီးကြည့်လို့ရတယ် command line မှာကြည့်မယ်ဆိုလဲထားပါတော့ IP တခုခုဒီမှာဆိုရင် whois.apnic.net ဆိုပြီးမှ 202.125.96.0 ဆိုပြီးကြည့်လိုက်တဲ့အချိန်ကျရင်သူ့ရဲ့ inet name က 202.125.96.0 to 202.125.96.255 ဒီ255ရှိတယ်ဒီဟာသူ့ရဲ့သူကဘယ်သူကပိုင်လဲဆိုတော့ APNet training အတွက်သုံးထားတဲ့ဟာနောက်တစ်ခါကျတော့သူ့မှာ route object create လုပ်ထားတယ်ပြီးတော့ AS ကကျတော့ဘယ်ကနေဒုတိယဟာလေးမှာ AS ဘယ်ကနေ origin AS ကပါလဲဆိုတော့ AS 131107 131107နဲ့စထားတယ်စသဖြင့်ဒီမှာဆိုရင်သူ့ရဲ့ detail information တွေအကုန်လုံးကို whois မှာကြည့်လို့ရတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ IRR ကကြတော့သူက prefix list တွေ AS path list တွေကို RPSL tools နဲ့ဟိုမှာ filter လုပ်လို့ရတယ်ဒီမှာဆိုရင် example အနေနဲ့ပြမယ်ဆိုရင်ဒီမှာ BGP Q4 ပြကြတော့ -a ဆိုတာကြတော့သူက aggregate A က aggregate L ကကြတော့နာမည်ပေးလိုက်တယ်သူ့ရဲ့ဟာ preference prefix list B4 in ဆိုပြီးမှ AS2416 က prefix တွေကိုပြပါဆိုပြီးမှ generate လုပ်လိုက်တယ်အဲ့ခါကျတော့ဒီ AS2416 ကဟာတွေ the prefix တွေအကုန်လုံးသူက IRR က repository ဆိုသွားပြီးမှစစ်တယ်စစ်ပြီးတဲ့အခါကျတော့မှသူဒီ prefix တွေကို collect လုပ်တယ် collect လုပ်ပြီးတော့မှ Cisco command line အတိုင်း default အတိုင်းဒါကတော့ Cisco command line အတိုင်းဟိုမှာသူ generate လုပ်ပေးလိုက်တယ် LE က less than or equal /24 /22 to /24 ဒီ prefix ဆိုရင်ဒါ permit လုပ်ပါမယ်အဲ့ဒီကဟာကိုက apply လုပ်တဲ့အချိန်ကျရင်ကိုယ့်ရဲ့ router မှာသွားပြီးတော့မှ routing filter ရဲ့ inbound မှာ apply လုပ်လိုက်အောင်မယ်မှာဒါဒီမှာဆိုလဲ BGP BGP Q4 ကိုတော့ BGP Q3 လည်းရှိတယ်ဒီမှာ BGP Q4 လည်းရှိတယ်သူက filter out the route advertisement not described in the registry ပြည့်အခါကျတော့ဒီမှာဆိုလဲဟိုဒါကျတော့ AS set AS all ဆိုရင်ဒီ company ကလာတဲ့ AS တွေအကုန်လုံးကိုဒီမှာ list တွေအကုန်လုံးဒီ AS ကနေ originate လုပ်တဲ့သူ့ရဲ့ other AS set AS collection of AS တွေအကုန်လုံးကို the filter လုပ်ထားတယ်ပြီးတော့မှ permit လုပ်တယ်လို့ပြောတာဒီဟာဒီ regular expression နဲ့ started from originate from ဒီ cap လေးอ่ะဒါတည်းဒါဒီ tools နဲ့ဟိုမှ prefix တွေကို generate လုပ် auto generate လုပ်ပေးတယ်လုပ်ပေးပြီးတော့မှရလာတဲ့prefix list ကိုကိုယ့်ရဲ့ router ရဲ့ inbound filter မှာသွားပြီးတော့မှ update လုပ်ပေးတယ်ဒါ tools ကိုသုံးပြီးလုပ်တာအဲ့ခါကျတော့အခုကျွန်မ BGP Q4 ရဲ့ demo လေးကိုတစ်ချက်ပြမယ် BGP Q4 ရဲ့ demo လေးကိုပြမယ်ဆိုတော့
နာလေးနော်ကျွန်တော်ဒီ server လေးကိုတစ်ချက်တော့ open လုပ်လိုက်အောင်မယ်အခု sharing လုပ်တာကိုခဏလုပ်ပြီးမှကျမရဲ့ server ကိုပြန် sharing လုပ်ပေးမယ်โอเคဒီကျွန်တော်စီမှာ Windows Linux client လေး install လုပ်ထားတယ် WSL အဲ့ဒါ install လုပ်နည်းကိုပြမယ်ဆိုရင်အဲ့ဒါကဘယ်လို install လုပ်ရလဲဆိုတော့ Ubuntu ဒီ WSL ဆိုမှကျွန်တော် GitHub မှာဒီမှာ information နဲ့ BGP Q4 နဲ့ Q3 နဲ့သုံးပုံသုံးနည်းကိုဒီမှာchat box မှာ sharing လုပ်လိုက်မယ်GitHub နဲ့အဲ့မှာ WSL ဒီမှာဒီဒါ Ubuntu install လုပ်ထားတယ် Ubuntu install လုပ်ပြီးမှ BGP Ubuntu မှာမှ sudo apt install copy ဒီမှာ installation လုပ်တဲ့ command လေးပြောထားတယ် Ubuntu မှာဆိုရင်ဒီမှာ chat box ထဲမှာပို့ထားတယ် sudo apt install BGP Q4 Q3 Mac OS မှာဆိုရင် brew install BGP Q4 BGP Q3 ဆိုပြီးမှ install လုပ်ပေးပြီးတော့မှဒီ BGP Q4 tools လေးကိုထည့်လို့ရတယ်ဟို Linux tool ကိုတင်ထားလောက်ထားတယ်ဒီမှာဒီ BGP Q4 ကကျတော့ Microtik လည်း support လုပ်တယ် Cisco လည်း support လုပ်တယ် Juniper လည်း support လုပ်တယ်ပေါ့နော် Okay အဲ့ဆိုတော့ကျွန်တော်ဒီမှာ prefix list လေးတွေ generate လုပ်တာကို server မှာပြမယ်ဆိုရင်အဲ့တော့ကျွန်တော်ဘာကြည့်ချင်လဲဆိုတော့ MPT ရဲ့ AS prefix တွေကိုကြည့်ချင်တယ် BGP Q4 ပြီးတဲ့အခါကျတော့ AS 45558အဲ့မှာ BGP Q4 AS 455SS ဆိုတဲ့ name ကကျတော့ကျွန်တော်တို့ဘာနာမည်မှသတ်မှတ်ထားတော့ no name NN က no name နဲ့ပြတယ်အဲ့ဆို IP prefix list no name MM ဒါတွေကသူ့ရဲ့ prefix MPT ရဲ့ IP prefix MPT ရဲ့ original လုပ်တဲ့ IP prefix တွေအဲ့ဒါမှဒါတွေကပြီးရဲ့အခါကျတော့နာမည်တစ်ခုပေးခြင်းနဲ့ကိုကြိုက်တဲ့နာမည်တစ်ခုပေးခြင်းနဲ့ထားပါတော့ BGP Q4 minus A minus A is an aggregation minus L L ကနာမည်တစ်ခုခုပေးခြင်းနဲ့ကိုနာမည်တစ်ခုခုပေးခြင်းနဲ့ဆိုရင် minus L ဒီမှာပေးမဲ့နာမည်ကဘာလဲဆို MPT IP v4 in ပြီးတဲ့အခါကျတော့ AS 45558 Okay အဲ့ဆိုတော့ဒီမှာနာမည်က MPT IPv4 in permit 43. ဒါတွေထွက်လာတယ် Okay နောက်တစ်ခါကျတော့ဒီမှာကြည့်မယ်ဆိုရင် route object တစ်ခုချင်းစီကိုပြတယ် /24/23/21/20 စသဖြင့်အဲ့လိုတွေပြတယ်အဲ့မှာဒီမှာ aggregation လုပ်တဲ့ဟာကိုကြည့်ကြတယ် aggregation ဆိုရင် BGP Q4 minus L minus A ဒီမှာ L ကကျတော့နာမည်ကိုရေးချင်တယ်ဆိုရင်နာမည်နဲ့ပတ်သက်လို့နာမည်တစ်ခုခုပေးချင်တယ်ဆိုရင် LD အမြဲတမ်းအနောက်မှာရှိရမယ် L MPT IPv4 in AS 45558
အဲ့ဆိုဒီမှာတွေ့လားမသိဘူးဒီမှာ 60.0/22 ဆိုရင်ဒီလေးခုကိုပြန်ပြီးဒီလေးခုကို aggregate လုပ်ထားတာ 60.0/24 61.0/24 62.0/24 63.0/24 ဒီလေးခုကိုဗာနဲ့ aggregate လုပ်ထားလဲဆိုတော့ 203.215.60.0/22 နောက်တစ်ခါဒီအပေါ်က96.0 99.0 98.0 99.0 ရှိတယ်မလားအဲ့ကလေးခုကိုလည်း aggregation လုပ်တာဒီမှာ 96.0/22 LE ဆိုတာကျတော့ less than or equal /24 ကျတော့ less than or equal /24 ဒါဒီ route လေးချောင်းကိုတစ်ချောင်းနဲ့ပေါင်းလိုက်တာဘာဖြစ်လို့ဒီမှာဆိုတော့ဒါဒီ aggregation ကိုပဲကိုက filter လုပ်ရှင်တယ်ဆိုရင် aggregate summarize route summarization okay နောက်တစ်ခါဘာပြမလဲဆိုတော့ IPv6 okay IPv6 ကိုကြည့်ချင်တယ် BGP Q4 minus 6AL minus IPv6 မို့လို့ဒီမှာကျွန်မဗာထည့်လိုက်ဆို minus 6ထည့်လိုက်တယ် MPT dash IPv6 ဒါ inbound filter မလို့ in လို့ရေးတိုက်တယ်ဒါကိုကြိုက်တဲ့နာမည်ကိုပေးလို့ရတယ်ဒါပေမဲ့လုပ်ပြီဆိုရင် inbound ဆိုရင် in မှန်းသိအောင်တော့ရေးရမှာပေါ့ out ဆိုရင် out မှန်းသိအောင်ရေးရမှာ inbound ဒီ outgoing traffic ကို influence ဖြစ်ချင်ရင် inbound filter incoming traffic ကို influence ဖြစ်ချင်တယ်ဆိုရင် outbound filter သုံးတယ် AS 45558 okay ဒီမှာမရှိဘူးလို့ပြောတယ်နောက်တစ်ခါ for example နောက်တစ်ခု any AS we can think of IPv6 Mindel မှာဆို IPv6 ရှိရပါမယ်13625 Mindel136255နော် okay AS 136255 okay a lot of IPv6 prefix here the Mindel prefix okay another one Juniper Cisco vendor အလိုက်ကိုလည်းကြည့်လို့ရတယ်အခုလောလောဆယ် generate လုပ်တဲ့ဟာလေးတွေကဘာလေးတွေပဲဖြစ်နေလဲဆိုတော့ဟိုဟာ Cisco တွေပဲပေါ့နော်အဲ့မှာထားပါတော့ microtik ကို generate လုပ်ချင်တယ် microtik ဆိုရင် BGP PPQ for minus K L AS 45558 BGP Q4 microtik ဆိုရင် minus K minus L AS 45558 AS PPP Q4 for example the Cisco one okay ဒါကကြတော့ဒါ minus E က Cisco minus J ဆိုရင် Juniper minus J ဆိုရင် Juniper ဒါ minus E KL minus K
okay ဒါဆိုရင် microtik ဒါ microtik filter ဒါဆိုရင် minus ဒီ minus e ဆိုရင် Cisco ရိုးရိုး iOS minus ej ဆိုပြီးမှဒီမှာပြောလိုက်တယ်ဆိုရင်အဲ့ကဟာကကြတော့ minus ekl ဆိုရင်ဒါက microtik ဒီမှာကြတဲ့အခါကျတော့ policy statement ပြီးတော့ minus jl ဆိုရင်အဲ့ဒါကကြတော့ Juniper ရဲ့လောက်တဲ့ဟာ policy statement ရေးတယ်ရေးပြီးတဲ့အခါကျတော့ inbound လုပ်တယ်ပြီးတော့မှ route filter ဆိုပြီးတော့မှသူက exactly preface ရေးတယ်ပြီးတဲ့အခါကျတော့ तू ကတစ်စင်းချင်းစီနဲ့မှဒီ win page ရဲ့အစားကဒီမှာစားတယ်ဒီ policy statement ကဒီမှာဆုံးတယ်စသချင်း policy option ရဲ့ win page ကဒီမှာလုပ်တယ်ဒါဆိုရင်သူက hierarchical နဲ့ configuration ပုံစံနဲ့သွားတယ်microtik ကကြတော့ဒီမှာ microtik မှာ router OS version 7ဆိုရင်ဗာလဲဆိုတော့ -k7 minus k7 minus e let me see minus ek7 Huawei ဆိုရင် minus u minus uas 45558ဒါဆိုရင် Huawei configuration နောက်တစ်ခုကကြတော့ဘာပြောမလဲဆိုတော့ AS set ဆိုတာကြတော့ဒီ collection of AS MPD ဆိုရင်ကျွန်တော်တို့စောနာကြည့်လိုက်တဲ့ဟာဆိုရင် MPD ရဲ့ AS only prefix only MPD ရဲ့ downstream သူ့ရဲ့ customer တွေရဲ့ဟာ AS တွေပါ customer တစ်ခုတိုးလာရင် AS set မှာတစ်ခုထပ်ထည့်ရတယ် customer နောက်တစ်ခါ AS သူ့ရဲ့ transit downstream customer တိုးလာရင်နောက်ထပ် AS set တယ်အဲ့ဆိုရင် AS set ထဲမှာဒီ what is AS set collection of AS ကို AS set လို့ခေါ်တယ်အဲ့ဆိုကျွန်တော်တို့ AS set collection ကိုကြည့်ကျင်တယ် AS set collection ကိုကြည့်ကျင်တယ်ဆိုရင်BGP Q4 minus L MPD AS in minus F ကကြတော့ AS path filter ကို minus F လို့ပြောတယ်ပြီးတော့မှ45558ထည့်ရမယ်ပြီးတော့မှ AS 45558ဒါကကြတော့ဒီ the filter list လုပ်ပေးလိုက်တာဒီ AS path ကနေ originate စတဲ့အနောက်ကစလာတဲ့ဟာတွေအကုန်လုံးကိုဆိုရင် filter လုပ်မယ်လို့ပြောတာဒါဆိုရင် start from this AS ဒီဟာကျတော့ underscore နဲ့ပြကြတော့ including this AS အဲ့ဒါ star dollar ကျတော့ ended with any AS ဆိုရင် filter လုပ်မယ်လို့ဆိုလိုတယ်တော့ဒါတွေကဒါ AS နဲ့ပတ်သက်တဲ့ AS path filter list ရယ် preface list ရယ်ကို BGP Q3 နဲ့သုံးတဲ့ဟာအမှ BGP Q3 နဲ့ပတ်သက်ပြီးတော့မှ Q4 BGP Q4 /help BGP Q4 ဒီမှာဆိုရင်သူ့ဟာဘာဆိုရင် dash ဆိုရင်ဒီမှာသူ့ရဲ့အနောက်က Cisco iOS ဆိုရင် X Huawei ဆိုရင် U format တွေဆိုရင် JSON နဲ့ပြခြင်းနဲ့ဆိုရင် JSON -J Microtik ဆိုရင် -K Nokia ဆိုရင် -N Nokia SROS ဆိုရင် -N စသဖြင့်အဲ့ဒါတွေကိုပြန်ပြီးတော့မှဆန်းလို့ရတယ်ကျွန်မ time limitation ကြောင့်မလို့တခြားဟာကိုတစ်ချက်လောက်ဆက်သွားလိုက်မယ်နော်ဒါ BGP Q3 အဲ့တော့ BGP Q3 install လုပ်တာဒီဘယ်လိုလုပ်ရလဲဆိုတော့ကျွန်မ screen ကိုပြန် share လိုက်မယ် okay BGP Q3 သို့မဟုတ် Q4 installation လုပ်မယ်ဆိုရင် BGP Q4 ကကျတော့ BGP Q3 တဲ့ဆိုင်ပို့ပြီးတော့မှ response time ပိုမြန်တယ် Arista တို့ Microtik တို့ပါ support လုပ်လာတယ် installation က Ubuntu နဲ့ Debian မှာလုပ်လို့ရတယ်
sudo apt install bgbq4 bgbq3 ပြီးတော့ mac os မှာလည်းသွားလို့ရတယ်အသေးစိတ်ကြည့်နေတယ်ဆိုရင်ဒီ github မှာ account ရှိတယ်ဆိုရင် github မှာ account ဆောက်ပြီးမှကိုကြည့်လို့ရတယ်ပေါ့နော်အဲဆိုတော့ okay နောက်တစ်ခုကသွားမလဲဆိုတော့အဲ့ဆိုကျွန်တော် automated ဖြစ်ချင်တယ် network မှာကိုယ့်ရဲ့ network မှာဒီ BGP-Q3 နဲ့ပတ်သက်ပြီးမှ filtering တွေကို automated network automation နဲ့သွားချင်တယ်အဲ့မှာအခုဆိုရင်ကျွန်မစီမှာဘာရှိလဲဆိုတော့ဒီ server လေးရှိတယ် BGP-Q3 Ubuntu Linux server လေးရှိတယ်ပြီးရဲ့အခါကျတော့သူကဘာတွေစုဆောင်းရမလဲတဲ့ ASN တွေ prefix တွေကိုစုဆောင်းရမယ်ASN တွေ prefix တွေစုဆောင်းရမယ်ဆိုတဲ့အခါကျတော့သူ့စီမှာ peer ASN တွေကိုရမယ် source of the truth တစ်ခုရှိမှာ internet registry အနေမှာ collect ASN အဲ့မှာ Nova တို့ရမယ်အဲ့ဆိုဒီဟာကိုသူ့မှာဘာတစ်ခုရှိလဲဆိုတော့ပုံမှန်အတိုင်းဆိုရင်ကျမတို့တစ်ခုလုပ်မယ်ဆိုရင်ဒီလုတ်လိုက်ပြီးအခါကျတော့ text file နဲ့ဟိုမှာmaybe ကျမတို့ notepad လေးနဲ့ဟိုမှာသိမ်းထားလိုက်မယ်တကယ်လို့ကိုယ့်ရဲ့ peer မှာနောက်ထပ် new customer downstream customer တိုးလာတယ် manually လာပြီးတော့မှ key in လာလုပ်ရမယ်နောက်ထပ် downstream customer လာတိုးလာတယ် manually လုပ်မယ်ပြီးတဲ့အခါကျ router တွေကို manually လာပြီးတော့မှ inbound filter နဲ့ဟိုမှာ apply လာပြီး configuration လုပ်ရမယ် okay ဒါမျိုးတွေ manual လုပ်တာကြီးကျမတို့မလုပ်ချင်တော့ဘူးဆိုရင်ကျမတို့စီမှာထားcollection information ကို collect လုပ်ဖို့အတွက်တစ်ခုရှိရမယ်ရှိတဲ့အချိန်ကျရင်ဒီဟာဒီ for example ကျမတို့စီမှာရှိတဲ့ NMS တစ်ခုရှိတယ်ကျမတို့ BGP peering တစ်ခု new customer တိုးလာပြီဆိုဒီ NMS မှာ auto detect တည်တဲ့ tools မျိုးတွေရှိမယ်အဲ့ဒီကနေမှဒီ BGP-Q3 အဲ့ရ information ကိုသူ collect လုပ်မယ်ယူမယ်ယူပြီးရဲ့အခါကျတော့နောက်တစ်ခွက်ကျသူနောက်ဘယ် API ကို call လုပ်မလဲဆိုရင် peering DB ဆိုတာရှိတယ် peering DB ကိုဒီမှာ sharing လုပ်ပေးမယ်ဆို peering DB peering DB ဆိုတော့ဒီမှာ peering DB ဒီ website ကနေမှအဲ့တော့ AS64558 ဆိုရင်ဒီမှာရှာလိုက်မယ်ဒါဆိုရင်ဒီ peering DB မှာအဲ့ data information တွေအကုန်လုံးကိုဒါ collect လုပ်ထားတယ် MBD ကလာတယ်သူ့ရဲ့ AS set number ဆိုရင်ဒီမှာကြည့် AS set ဆို MBD ရဲ့ AS set လုပ်ထားတယ်64558အဲ့မှာသူ့မှာလည်းသူ့ရဲ့ဟာလည်း API ရှိတယ်အဲ့ API ကို call လုပ်လို့ရတယ် application programming interface အဲ့တော့ဒီ peering DB ကနေမှပြန်ပြီးတော့မှ collect ပြန်လုပ်မယ်ယူမယ်ယူပြီးတဲ့အခါကျတော့သူ့မှာဆို AS set လဲ information ရှိတယ်အမှ call လုပ်လိုက်တယ်လုပ်ပြီးတဲ့အခါကျတော့အဲ့ဒါတွေ information တွေအကုန်ရှိပြီဆိုရင်ဒီကောင်ကဘာလုပ်လဲဆိုရင် prefix နဲ့ ASN filter တွေကို generate လုပ်တယ် generate လုပ်တဲ့အချိန်မှာသူ့မှာငကိုရှိတဲ့ existing configuration ရယ် new configuration ရယ်ဒီဆိုပြီးရှိလာမယ်အဲ့ဆိုအဲ့နှစ်ခုကိုသူ compare လုပ်မယ် compare လုပ်တဲ့အချိန်မှာ okay it is the same configuration will not apply to the router ကိုသွားပြီး apply မလုပ်ဘူးတကယ်လို့မှအဲ့ new configuration မှာ new prefix list နဲ့ new changes ရှိတယ်ဆိုရင် automation tools အနေနဲ့သုံးမယ်ဆိုရင် netconf တို့ SSH တို့နဲ့ router ရဲ့ configuration ကို push လုပ်လို့ရတယ်ကျမတို့တခြား automation tool တွေဖြစ်တဲ့ Ansible တို့ salt တို့ဘာလို့ဆိုတာဟာတွေ implement နဲ့တော့ automation tools တွေသုံးလို့လည်းရတယ်အဲ့ဒါနဲ့ဥမာ configuration ကို push လုပ်ပြီးတော့ router ကို apply လုပ်မယ်သူ့ရဲ့ peer router စီလည်းသူ apply ဖြစ်သွားတယ်ပေါ့နော်အဲ့မှာသူ့ရဲ့ inbound ကို filter လုပ်မယ်ဒါက
how to automate your filtering with BGP Q4 BGP Q4 နဲ့မှာကိုဘယ်လိုnetwork မှာဘယ်လို auto ဘယ်လိုလုပ်မလဲအဲ့ဆိုဒီ PRASN source of the truth maybe one of the NMS like Liber NMS or maybe it can be a text file or there are other BGP automated ဒီ information ကိုသိမ်းထားတဲ့ source information ရှိမယ်အဲ့ဒီကနေမှသူ collect လုပ်မယ်ပြီးတော့မှ AS set ကိုကြတော့ဘယ်ရမလဲ peering DB ကနေ API ကနေ copy ရမယ်ရပြီးမှ filter generate လုပ်မယ်ပြီးရင် comparison လုပ်မယ် comparison မှာ changes ရှိရဆိုရင် new one ကို netconf နဲ့ SSH နဲ့ဟိုမှာ configuration ကို push လုပ်ပြီးတော့မှဒီမှာ routing filter မှာ apply လုပ်မယ်this is the how to automate your network with BGP automatic filtering with BGP Q4 ဒီအထိအဆင်ပြေလားမသိဘူးเนาะဒီထိအဆင်ပြေတယ်မလားအဲ့ဒီမှာမေးစရာ any questions သင်ပြေလား question ရှိရင်ပြောနော်မေးစရာရှိလို့ရှိ okay အဲ့ဆိုရင်မရှိဘူးဆိုရင်ရှေ့ဆက်သွားလိုက်မယ်okay ဒါပေမဲ့ကျွန်တော်တို့ကဒီဟာဒီ filter တစ်ခုတည်းနဲ့ okay အကုန်လုံး solve ဖြစ်သွားသလားပြဿနာတွေအကုန်ဖြေရှင်းပြီးသား it is no filtering တစ်ခုတည်းနဲ့ပြီးသွားဒါဆို filtering မှာလုံးလို့မရတာတွေ limitation တွေဘာတွေရှိလဲ prefix list ဖြစ်ဖြစ် AS path filtering ဖြစ်ဖြစ်အဲ့ဆို prefix list and AS path filtering are suitable for filtering downstream customer နဲ့ appeals တွေကိုပဲdownstream နဲ့ပြီးရပဲ internet ပေါ်ကလာသမျှ prefix တွေအကုန်လုံးကျွန်တော်တို့မသိနိုင်ဘူးမသိနိုင်တော့အဲ့ဒါတွေဘယ်လို filter လုပ်မလဲလုံးလို့မရဘူးအကုန်လုံးဘယ်သူကတော့မှားကျင်ညာပြီးဘယ် AS ကိုတော့ filter လုပ်မယ်ဆိုပြီးကမ္ဘာပေါ်မှာ AS ပေါင်း prefix ပေါင်းများစွာရှိတဲ့ဟာကိုကျွန်တော်တို့လုံးလို့မရဘူး around prefixes can be injected anytime ဘယ်အချိန်မဆိုဟိုတခုခုလက်ကမှားပြီးရိုက်တာ fat finger လို့ခေါ်တယ် mistake ကို fat finger ကြောင့်မလို့ misconfiguration ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းအစကျွန်မပြောခဲ့ဆို intentionally ကို hijack လုပ်ချင်တဲ့ဟာကြောင့်ဖြစ်နိုင်တယ်ဟိုပထမတော့ cryptocurrency ကို hack လုပ်ခံရတဲ့ case လိုမျိုးပေါ့နော်ဒါမှမဟုတ်ရင်လည်းအဲ့ခါကျတော့ကျွန်တော်တို့ကဗာအဲ့ဟာတွေကို invalid routes တွေကို internet ကလာတဲ့ invalid routes တွေကိုကာကွယ်ဖို့အတွက်ကျတော့ဘာသုံးလို့ရမလဲဆိုရင်တကယ်ဇက်လိုက်ကလာပြီအခုမှ RPKI ဆိုတာသုံးလို့ရတယ် RPKI ရဲ့အရှိကောက်က Resource Public Key Infrastructure that this is the main actor in this session okay tools and techniques ဆိုတော့ဒီပြဿနာမှာကြည့်ရဆိုရင် central source single authority model မရှိဘူးအဲဆိုတော့ဒီ routing entry ဒီ genuine ဖြစ်လား correct ဖြစ်လားဆိုတာကိုဘယ်လိုသိမလဲ routing registry ကဒါကတော့ routing registry တွေအများကြီးရှင် APNIC မှာလည်း who is ရှိသလို RADB လည်းရှိတယ် NTT မှာလည်းအဲ့ဟာတွေရှိတယ် routing တချို့ကျတော့ဒီ database မှာ update လုပ်တယ်ဒီ database မှာ update မလုပ်ဘူးအဲ့ဒါကျတော့ database တစ်ခုနဲ့တစ်ခုကလည်း might not be consistent တစ်ခုနဲ့တစ်ခုကိုက်ညီမှုရှိချင်မှရှိမယ် many routing registries are if two RRs contain conflicting data အဲ့ဒါတော့ RADB မှာလည်းရှိတယ် APNIC မှာလည်းရှိတယ်ဘယ် data ကိုဘယ်သူ့ကိုယုံရမလဲဘယ်သူ့ကိုသုံးရမလဲအဲ့ဒါရှိတယ်နောက်တစ်ခုက incomplete data ခါလေကြတဲ့ခါကျတော့ resources တွေအကုန်လုံးက internet routing registry တိုင်းမှာမရှိဘူး if a route is not in route data is the route valid လို့မလား missing data လို့မလားနောက်တစ်ခုကကျတော့ scaling ကကျတော့ IRR filters တွေအကုန်လုံးကို upstream တွေအကုန်လုံးကိုဘယ်လို apply လုပ်မလဲအဲဆိုတော့တို့စဉ်းစားမိတာဘာလုပ်မလဲဆိုတော့ okay ဒီဟာကိုပိုင်ဆိုင်မှုကိုတက်သေးပြနိုင်တယ်သူဒီဟာဒီဘသူကပိုင်ဆိုင်ပါတယ်ဆိုပြီး okay ဒီဟာဒီဖြိုးဖြိုးဟိန်းဒီမှတ်ပုံတင်နံပါတ်နဲ့ sign လုပ်ထားတဲ့ဒီပစ္စည်းဒီဖြိုးဖြိုးဟိန်းသာပိုင်ဆိုင်တဲ့ဟာဆိုပြီးတော့မှဖြိုးဖြိုးဟိန်းရဲ့ signature နဲ့
sign လုပ်ထားမယ်အဲ့ဒါကိုယုံကြည်လက်ခံပေးမဲ့ public society တခုရှိရမယ် okay ဒီ property ဒီဖြိုးဖြိုးဟင်းရဲ့ property ဖြစ်ပါတယ်ဆိုတာကိုလက်ခံပေးနိုင်မဲ့ authorized party တခုရှိရမယ်အဲ့လိုမျိုးလုပ်မလားအဲ့ဆိုတော့ digital signature သုံးမယ် authority ကို private key နဲ့ဟိုမှာ authority ကို sign လုပ်မယ်အဲ့ဆိုတခုခုဒီ property ဒီ property နဲ့ပတ်သက်လို့တခုခုလုပ်တော့မယ်ဆိုရင်ဖြိုးဖြိုးဟင်းရဲ့ signature နဲ့ပဲလုပ်လို့ရတယ်ဖြိုးဖြိုးဟင်းရဲ့ sign နဲ့ပဲလုပ်လို့ရတယ်ဒါပေမဲ့ဒီဟာဒီဖြိုးဖြိုးဟင်းရဲ့ property ဖြစ်ကြောင်းကို validation လုပ်တာကြတဲ့အခါကျတော့ public key နဲ့ဟိုမှာ authorized company တခုကလုပ်ပေးရမယ်ဒီမှာ Intel လုံးပိုင်နေဆိုရင်လည်းအဲ့ဒီသဘောပဲဒါဆိုလဲ resource internet resource ကိုပိုင်နေဆိုလဲဒါဒီ logically စဉ်းစားကြည့်ရင်အဲ့ဒီသဘောအနေနဲ့သွားလို့ရတယ်အဲ့တော့ the resource holder ကprivate key ရှိမယ်သူက signing the use of resource ကို sign လုပ်လို့ရတယ် authorize လုပ်လို့ရတယ်တကယ်လို့ဒီ resource ကိုတယောက်ကမှားပြီးသုံးလိုက်ပြီးတော့မှ improper usage ဆိုရင် check လုပ်လို့ရတယ် public key နဲ့ check လုပ်ပြီးတော့မှ reject လုပ်လို့ရတဲ့ဟာမျိုးအဲ့ဒီဟာကို method ကိုသုံးမယ်အဲ့ဆိုတော့ what is RPKI RPKI ဆိုတာဘာလဲ a cryptographic framework ဒါ cryptography နဲ့ဟိုမှာဒါ encryption နဲ့ဟိုမှာ algorithm တွေနဲ့ဟိုမှာလုပ်ပြီးတော့မှဒီဟာဒီသူပဲပိုင်ဆိုင်ပါတယ်ဆိုပြီးမှ encryption code တစ်ခုနဲ့ cryptographic framework တစ်ခုလုပ်ထားတယ်allows internet resource IPv4 နဲ့ IPv6 နဲ့လုပ်တယ်အဲ့ဒါဆိုရင် okay ဒါတွေကဘယ်သူကလုပ်အောင်လဲဆို internet routing registry လိုက် APNIC တို့ဘာလို့ဆရာလောက်သူ RIB တို့ကတော့သွားမယ်အဲ့မှာသူကဒီ customer သူတို့ရဲ့ member တွေကို resource allocate လုပ်လိုက်ပြီဆိုတာ ਨੇ ဘာ create လုပ်တင်လဲဆိုရင် ROA ဆိုတာ create လုပ်ရတယ် ROA ရဲ့အရှိန်ကြောက်က route origin authorization crypto အဲ့ခါကျတော့ဒီ route object the route ROA ဒီ validate the prefix နဲ့သူရဲ့ ASN ကို or validate လုပ်တယ် validity ကိုစစ်တယ် digital object ROA ကဘာလုပ်လဲဆိုတော့ the object တစ်ခုကို cryptographically create လုပ်လိုက်ပြီ resource holder ဟာနေမှာပြီးတဲ့အခါကျတော့သူတို့စီမှာ repository ဆိုတာတင်ထားတဲ့နေရာရှိတယ်ဒီ route object တွေကိုတင်ထားတဲ့ APNIC မှာလည်းဒီသူရဲ့ route object ကိုတင်ထားတဲ့ publish လုပ်ထားတဲ့ repository ရှိတယ်အဲ့ဒီထဲမှာ publish လုပ်လိုက်တယ်နောက်တစ်ခါကျ ROA တစ်ခုတည်းနဲ့မလုပ်ဘူးဒါဒီဘယ်သူတုံးဆိုတာသိပြီဘယ်သူတုံးဆိုတာသိပြီဆိုရင် validate လုပ်ရမယ်ဒီ prefix တစ်ခုဝင်လာပြီဆိုရင်ဒီ ASN ဒီဘယ်သူမှ authority ရှိလဲဘယ်သူပိုင်တာလဲဆိုတာကို validate လုပ်ဖို့ process ကရှိသေးတယ်အဲ့ဆို ROV လို့ခေါ်တယ် ROV ရဲ့အရှေ့ကောက်က route origin validation အဲ့ဆိုဘယ် ASN မှာဒီ prefix ကို originate လုပ်ပိုင်ခွင့် authority ရှိတယ်လဲဆိုတာကိုစစ်တဲ့အဆင့်အဲ့ဆိုတော့အဲ့လိုလုပ်မယ်ဆိုရင်တယောက်နဲ့တယောက်ကြားထဲမှာ trust တွေစောက်ဖို့လိုတယ် trust ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်အဲ့ဆိုတော့ဒီ framework အတွင်းမှာဆိုရင်လေတယောက်နဲ့တယောက် chain of trust တယောက်နဲ့တယောက်အပြန်အလှန်ယုံကြည်မှုရှိရအဲ့ဆိုသူရဲ့ trust စောက်တဲ့ပုံစံကဘယ်လိုလဲဆို IANA ကနေမှာ IANA ဆိုတာဒီ IP တွေကိုစပြီး resource ကို root ကနေစပြီးတော့မှ allocate regional internet registries တွေကို allocate လုပ်ပေးတာက IANA ကလုပ်ပေးတယ်အဲ့ဆို IANA ကနေမှာ RIR တွေကိုသွားတယ် RIR တွေကနေမှာ end holders ဆိုတာကျတော့ internet service provider တွေ telecom operators တွေ government ministries တွေ enterprises တွေဒီသူတို့ရဲ့ members တွေ and resource holders တွေစီကိုသွားတယ်အဲ့မှာ RIR တွေနဲ့ဥပမာဂျပန်တို့ကိုရီးယားတို့အင်ဒိုနီးရှားတို့ထိုင်ဝမ်တို့ဆိုရင် အိန္ဒိယတို့ဆို IDNIC တို့ KRNIC TWNIC JPNIC ဆိုပြီးရှိတယ်သူတို့ရဲ့ local registry တွေရှိတယ်အဲ့ဒါဆိုရင်သူတို့ရဲ့ chain of trust က RIRs to NIRs NIRs to end holders ကိုchain of trust ဆောက်ပေးရမယ်အဲ့တော့ သူကဘာဆိုတာ certificate authority to the digital certificates တွေကိုသုံးပြီးတဲ့အခါကျတော့မှ address allocation လုပ်ပေးတယ်အဲ့တော့ RPKI chain of trust ဆိုရင်ဒါ
root certificate ကဘယ်သူက certificate ကိုစပြီးတော့မှလောက်ကင်တာ APNIC နဲ့သူ့ရဲ့ National Internet Registers registry like JPNIC certificate chain အဲ့ဒီကနေမှNIR နေမှာသူ့ရဲ့ EE ဆိုတာ an entity EE က an entity ISP တွေရှိမယ် certificate ပေးတယ်အဲ့ဒီကဟာဘာလို့ခေါ်လဲဆိုရင် trust anchor certificate လို့ခေါ်တယ်အဲ့မှာဆိုရင် RPKI chain of trust RPKI chain of trust ဆိုတာကျတော့ဘာပြောရဆိုတော့ RIRs တွေကနေမှဘာလို့လဲဆိုရင်ဒီ root certificate ကို hold လုပ်ထားတယ် for all they have the in the registry ထဲမှာဆိုရင်ဒီ resource တွေနဲ့ပတ်သက်တဲ့ repository ရှိတယ်အဲ့ repository မှာဆိုရင်ဒီရှိသမျှ members တွေရဲ့ resource တွေအကုန်လုံးကို sign လုပ်ထားတဲ့ resource တွေအကုန်လုံးရှိတယ်အဲ့ဒါတွေကကျတော့ trust anchor for the system အဲ့မှာ root certificate တွေကနေမှsign the resource certificate for end holder root certificate ကနေမှသူ့ရဲ့ end holder တွေရဲ့ allocation ကို signing လုပ်ပေးတယ်အဲ့မှာ resources နဲ့ end user ရဲ့ public key နဲ့ဟိုမှ binding လုပ်ပေးတယ်နောက်တစ်ခုကကျတော့ any attestation signed by the end holders private key သူရဲ့တကယ်တမ်းဖွင့်လို့ရမယ်ဆိုရင်ကျတော့ဒီ proof ကကျတော့ဘယ်သူကလောက်ဆိုတာဒီဟာသုံးမယ်ဆိုရင်ဒီ end user ရဲ့ private key နဲ့ attestation ဆိုတာ proof evidence ရမယ်အဲ့ဒီ end user ရဲ့ private key နဲ့ဒါဒီဟာကို sign လုပ်လို့ရတယ် validate လုပ်လို့ရတယ်အဲ့ဆိုတော့ဒါကသူ့ရဲ့လုပ်တဲ့ပုံစံဒီဟာမှာဆိုရင်ဒီ RPKI မှာဘာတွေပါလဲဆိုတော့ 8.509 ဆိုတော့ဒီ RFC 3779ကိုသွားဖတ်လို့ရတယ်အဲ့ဒီထဲမှာဒီ resource တွေရဲ့ resource route objects တွေရဲ့ repository data တွေ owner တဲ့ public key နဲ့သူ့ရဲ့ SIA ဆိုတာ subject information asset သူ့ရဲ့ information resource information တွေအကုန်လုံးကိုဘယ်မှာသိမ်းထားပါတယ်ဆိုတဲ့ဟာကို repository ထဲမှာသိမ်းထားတယ်အဲ့မှာအဲ့ SIA ထဲမှာဘာ information တွေပါလဲဆိုရင် URI ဆို uniform resource indicator ဒီ object ကတော့ဘယ် repository မှာသိမ်းထားပါတယ်ဘယ် information သိမ်းထားပါတယ်ဆိုတဲ့ဟာကိုထည့်ထားပေးတာဒါဒီဟာ publish လုပ်ထားတဲ့သူ့ရဲ့ repository ကိုသိမ်းထားပြီးတော့မှဒါသူ့ရဲ့ certificate မှာပါတဲ့ဟာတွေ RPKI profile မှာဆိုရင်သူ့ရဲ့ address IP resource ပါတယ် address ASN တွေပါတယ်သူ့ရဲ့ public key ပါတယ်သူ့ရဲ့ဘယ်မှာ publish လုပ်ထားပါတယ်ဆိုရင် SIA information ပါတယ်အဲ့ဆို how it works ဘယ်လိုသွားလဲဆိုတော့ဒီမှာဆိုရင် party ဘယ်နှခုရှိလဲဆိုရင် internet registry ဒီ party A end user ISP ဒီ party B A ကနေမှ resource certificate ထုတ်ပေးတယ် B ရဲ့ public key နဲ့ binding လုပ်တယ် A ရဲ့ private key နဲ့ sign လုပ်တယ်အဲ့မှာ resource certificate ကကြတော့ B ရဲ့ private key နဲ့ဟိုမှာ proof လုပ်ပေးတဲ့အခါကျတော့ဒါဒီသူ့ရဲ့ owner legitimate owner ပါဆိုပြီးတော့မှ proof လုပ်တယ်ဒါ B ရဲ့ private key နဲ့ proof လုပ်တယ်အဲ့ A ကနေမှ A ကထုတ်ပေးတယ် B ရဲ့ public key နဲ့ဟိုမှ validate လုပ်တယ်ပြီးတော့မှ A ကသူ့ရဲ့ private key နဲ့ sign လုပ်တယ်ပြီးတော့ကျတော့ resource certificate ကကျတော့ဘာကိုပြလဲဆိုရင် prove the holder of the private key B ရဲ့ private key နဲ့ဟိုမှပြတယ်ဒါဒီ B ဒီသူ့ရဲ့ legitimate holder ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောတာဒါအဲ့ဒီနည်းနဲ့ဟိုမှဒီ resource ဒီ original owner ဖြစ်ပါတယ်ဆိုပြီးတော့မှအတိအမှတ်ပြုတယ်ဒါအဲ့ဒီနည်းနဲ့ဟိုမှကြေညာတယ်အဲ့ဆိုတော့ maybe ဒါချာ other routing registry တွေရှိပေမဲ့ only the ကိုယ့်ရဲ့ internet RIR APNIC ဒီလာလင်း central point နဲ့ certificate ကို hold လုပ်ထားတဲ့သူဖြစ်တယ်အဲ့ဆို route origin authorization ကျတော့ B ကကျတော့ can now sign the authorities by using its private key နဲ့သူ့ရဲ့ private key နဲ့ကိုလုပ်လို့ရတယ်အဲ့ဆိုတော့အဲ့မှာ B မှာလုပ်တယ်ဆိုရင်တခြား third party ရှိတယ်ဆိုလည်း third party ကနေမှ validate လုပ်လို့ရတယ်အဲ့မှာ for routing address holder can authorize a network ASN
and sign its permission with the private key ဒီမှာဆိုရင် address holder ကဒီ ASN network တစ်ခုပြလိုက်ဆိုရင် can authorize the network ASN okay ဒီ route ကို originate လုပ်လိုက်တယ်ဆိုရင်သူ့ရဲ့ ROA နဲ့ဟိုမှာကြည့်ပြီးမှ address holder ဒီ sign the permission with သူ့ရဲ့ private key နဲ့ဟိုမှာ permission လုပ်လိုက်တယ်အဲ့တော့ digitally sign object တစ်ခုမှာဆိုဘာပါနိုင်လဲဆိုတော့ digitally sign object မှာဆိုရင်အဲ့တော့ prefix 203.176.32.0/19 maximum length က /24 AS က 17821ဆိုပြီးမှပါတယ်ဒါပေမဲ့ဒီ prefix တစ်ခုဒီ multiple ROA မှာရှိလို့ရတယ်one prefix ဒီ one ROA မှာပဲလို့ပြောလို့မရဘူးဒီ prefix တစ်ခုဒီ multiple ROA မှာရှိလို့ရတယ်အဲ့တော့ what can RPKI do အဲ့တော့ RPKI ကဘာလုပ်လို့ရလဲ authoritatively proof ဒီ address ရဲ့ owner ကဘာတူလဲဘယ် ASN ကဒီ address ဘယ် ASN ကပဲဒီ address ကို advertise လုပ်လို့ရတယ်လဲအဲ့လိုမျိုးလုပ်ရှင်းအပြင်တို့ရှေ့တော့ဖြစ်ခဲ့တဲ့ဟာတွေဟို prevent လုပ်နိုင်တယ် route hijack လုပ်တာတွေရှေ့က Twitter case ကိုမြန်မာဟိုဟာဒီမြန်မာပြည်က ASN ကိုလှုပ်လိုက်လို့ Twitter case မှာဖြစ်သွားတာဆိုရင်လေဘာဖြစ်လို့လဲ Twitter က route object create လုပ်ထားလို့လေ Twitter က route object create လုပ်ပြလာပြီးဒီလိုမျိုး APNIC နဲ့ဟိုမှာ signing လုပ်ထားတယ်ဆိုရင်ဒါဖြစ်เสียအကြောင်းမရှိဘူးအဲ့ခါကျတော့ဒါဆိုဒီ RPKI လှုပ်ခြင်းအပြင်ဘာလုပ်လဲ route hijack တွေမှားပြီးတော့မှ misorigination misconfiguration လုပ်တာတွေကို prevent လုပ်တယ်ဒါ RPKI အဲ့တော့ RPKI နဲ့မှာပါတဲ့ components တွေကဘာတွေတော့ internet registries အတန်းကဘယ်အချိန်ပြီးမှလည်းမသိဘူးเนาะဒီအတန်းတကယ်တော့ဒီ evening session တခုလုံး AP နေ့ကို assign ချတာအဲ့ကြဆိုတော့ break ကဟိုဟာပေါ့လေ3နာရီ15လား tea break က3နာရီ15မှာအခု tea break တခုထားအောင်လားမှာကြားထဲမှာဟိုပြောဆက်ပြောချင်ဆက်ပြောလို့ရတယ် tea break ကသူတို့မှတ်တာဟုတ်3နာရီ15ဟုတ်လိုက်အောင်နော်ဟုတ်လိုက်ရအဲ့ဆိုတော့ issuing party ကကျတော့ internet registry မှာ certificate authority ကို issue လုပ်တာကဟိုinternet registry က issue လုပ်တယ်သူကဘာလုပ်လဲဆိုရင်CA ကကျတော့ resource certificate annual holder ကိုထုတ်ပေးတယ်ပြီးတော့မှသူရဲ့ route object တွေကို publish လုပ်ပေးတယ်အဲ့ဆိုတော့သူရဲ့ဟာဒီလာမယ် APNIC GUI မှာဆိုရင် create လုပ်ပေးရတယ် RPKI ဆိုပြီးတော့မှလုပ်လိုက်တယ်ဆိုရင် APNIC RPKI engine သွားမယ် publication ကကျတော့ rpki.apnic.net ဆိုတာဟာမှာ repository သိမ်းထားပြီးမှ publish သွားလုပ်တယ်တကယ်လို့ဟိုဟာကို ASN လို့ပါတော့တကယ်လို့ရှိရဲဆိုရင်အမှကိုစမ်းကြည့်လို့ရတယ်သူရဲ့ကိုယ့်ရဲ့ portal ထဲမှာ ROA create လို့ရတယ်တိတ်မှာ RPKI ရှိတယ် prefix တစ်ခုရလာပြီဆိုတာနဲ့ကိုက route object create လုပ်ထားရမယ် RPKI နဲ့ sign လုပ်ထားရမယ် relying party ဆိုတာကြတော့ဘာလဲဆိုတော့ RPKI validator က validator ဒါကကျတော့ကိုယ့်ဘက်မှာ installation လုပ်ထားရတယ် that gathers the ROA from the RPKI repositories ဒါ RPKI ဟို server တစ်ခုထောင်ထားပြီးမှ validation လုပ်တဲ့ validator authorization နဲ့တွေမလုံလောက်ဘူး ROA နဲ့တွေမလုံလောက်ဘူးကိုကဒါပေမဲ့ကို ROA လောက်တာဆိုရင်ကိုဒီ owner ဖြစ်ကြောင်းပြောတာကိုရဲ့ network ကို prevent လုပ်ချင်တယ်ဆိုရင် validator install လုပ်ထားမှရမယ်အဲ့တော့ validate လုပ်မယ်ဟာဆိုရင်မှာ validator ရှိရမယ် RPKI gathers the ROA from the distributed RPKI repositories အဲ့တော့ APNIC ရဲ့အဲ့ repository ကနေမှ information တွေကို download ချပြီးမှ RPKI validator တွေကိုdatabase မှာတင်ထားပေးရမယ်
validate each signature the TA to build a validated cache ဒီမှာဆိုရင်ဘာသုံးလဲဆိုတဲ့အခါကျ rsync ဆိုတဲ့ protocol ကိုသုံးတယ် RRDP ဒီမှာ RPKI validator ရှိတယ်ဒီမှာ protocol က rsync ကိုသုံးတယ် IANA repository APNIC က repository တရားရှိတယ် APNIC အဲ့မှာ LIR ကျတော့အဲ့မှာဒီ JPNIC တို့ KRNIC တို့ TWNIC တို့အဲ့မှာ local internet registries တွေအဲ့မှာကိုယ့်ရဲ့ local validator cache ရှိရဆိုရင်သူဒီကနေလဲလှမ်းယူတယ်sync နဲ့ဒီကနေလဲလှမ်းယူတယ်ဒီကနေလဲလှမ်းယူတယ် download ချတယ်sync protocol နဲ့ synchronize လုပ်ပြီးတဲ့အခါကျတော့အဲ့လိုမျိုးနည်းနဲ့ဒီထဲမှာdata တွေကို cache လုပ်ပြီးတော့သိမ်းထားတယ်Okay အဲ့တော့ RPKI deployment လုပ်မယ်ဆိုရင်ကျွန်တော်ထင်တယ်အမားတို့စီမှာ RPKI install လုပ်ထားတယ်ထင်တယ်နော် MMIS မှာ လုပ်ထားရပြလို့ရှိတယ် hosted model မလားမ hosted model ဟုတ်တယ်မားတို့စီမှာ locally ရှိတယ်အဲ့စာပါ really အဲ့ဒါဒီ deployment လုပ်တာမှာဒီ hosted model ရှိတယ် delegated model ရှိတယ်အချို့ ISP တွေပါတာအမားတို့လိုမျိုး internet exchange ကနေမှ install လုပ်ထားပေးတာရှိတယ်ကမ္ဘောဒီးယားမှာဆိုလဲကမ္ဘောဒီးယားnetwork exchange ကနေမှသူတို့စီမှာ RPKI validator install လုပ်ထားပြီးတော့မှသူ့ရဲ့ peer တွေကအဲ့ရနေမှလာပြီးတော့ check လုပ်တာ validate လုပ်တာအဲ့လိုလုပ်လို့ရတယ်ဒါမှမဟုတ်ရင်လဲကိုယ့်မှန်ကိုယ်ကို installation လုပ်ထားခြင်းလဲရတယ်ကိုယ့်ရဲ့ network မှာလုပ်ပုံလုပ်နည်းအသေးစိတ်ကိုဒီနေ့ကအချိန်က time limitation အမှန်တိုင်းပြောရင်ကျမတို့နည်းနည်းလေးအချိန်ရတယ်ဆိုရင်ဒီ installation လုပ်တာတို့ဘာလို့ပို့ပြီးပြလို့ရတယ်ဘာဖြစ်ဆိုတော့ကျမတို့ Academy Virtual Lab မှာ routing data installation လုပ်တဲ့ဟာပြီးတော့ fault တို့ဘာလို့ဒါဒီ repository validator installation လုပ်တဲ့ဟာတွေ lab တွေရှိတယ်တကယ် academy.apnet မှာသွားပြီးတော့မှစမ်းကြည့်လို့ရတယ်ပြမယ်နော်ခဏလေး academy.apnet Okay my apnet ခဏacademy.apnet.net Okay virtual labs sharing တစ်ချက်ပြန်လုပ်မယ် Okay ဒီမှာ virtual labs ရှိတယ် virtual labs ထဲမှာ RPKI deployment lab ဆိုတွေ့လားမသိဘူးဒီမှာ RPKI deployment lab ရှိတယ်အဲ့မှာ step by step instruction နဲ့ဟိုမှာကြည့်လို့ရတယ်ဒါပေမဲ့ account မှာ register လုပ်ပေးရမယ်လုပ်ပြီးတော့မှအမှာ RPKI deployment lab ကိုစမ်းလို့ရတယ်ကိုလုပ်ချင်တယ်ဆိုရင်ဒါ sharing လုပ်တာဒီမှာ time limitation ကြောင့်မလို့အသေးစိတ်ဒီ lab ကိုလုပ်ပြလို့တော့မရဘူးကိုယ့်အကိုဝင်ပြီးစမ်းလို့ရတယ်ဒီ lab က
ကိုစမ်းပြီးရင်ခဏလောက် save လုပ်ထားပြီးမှ within 24 hour ဒီမှာကြိုက်တဲ့လောက်လုပ်လို့ရတယ်ပြီးတော့မှကိုပြန်လုပ်ချင်တယ်ဆိုလဲကြိုက်တဲ့အချိန်ပြန်လုပ်လို့ရတယ်အဲ့ virtual lab မှာ academy.apnet.net virtual lab okay slide ကိုပြန်သွားမယ်Okay, RBKI hosted model ဆိုရင် regional internet registry APNIC က members တွေကိုသားအောင်မှာသူ့ရဲ့ certificate authority function ကို run ပေးတယ်အဲဆိုတော့သူတို့ကဘာလုပ်ပေးလဲဆိုရင် keys တွေကို manage လုပ်ပေးတယ် repository manage လုပ်ပေးတယ် resource တွေထုတ်ပေးပြီဆိုရင် certificate generate လုပ်ပေးတယ် delegated model ဆိုတာကြတဲ့ခါကျတော့ကျမတို့နိုင်ငံတွေမျိုးတော့မဟုတ်ဘူးထားပါတော့ JPNIC လိုဟာမျိုး TWNIC လိုဟာမျိုးဆိုရင်သူတို့က member becomes the CA and operates for the full RPKI system member ကိုယ်တိုင်က certificate authority ဖြစ်လို့ရတယ်ပြီးအဲ့ဒါဟာကိုဘယ်သူက run ပေးလဲဆိုရင် full RPKI system ကိုသူတို့ရဲ့ own NIC ကနေ run ပေးတယ် JPNIC တို့ TWNIC CNNIC IDNIC ကတော့ IDNIC ကတော့ in progress လုံနေတော့ရှိသေးတယ်ပေါ့နော်ဒါပေမဲ့အများသောအားဖြင့်ကျမတို့ဘက်ကသွားမယ်ဆိုရင် hosted model နဲ့ပဲလုပ်ကြတယ်ဘာလို့ဆိုမြန်မာပြည်ကကိုယ့်ရဲ့ own NIC လည်းမရှိသေးဘူး APNIC မြန်မာပြည်ကနေ resource ပေးလိုက်တယ်ဆိုရင် APNIC ကလုပ်ပေးတာ keys တွေ manage လုပ်ပေးတယ် repository လုပ်ပေးတယ် resource assign delegate လုပ်ပြီးဆိုတာနဲ့ certificate ထုတ်ပေးတယ်ကိုက route object တော့ create လုပ်ထားရမယ်ကိုယ့်ရဲ့ prefix ရမယ် ASN ရမယ်ဆိုရင်Okay ပြည့်အခါကျတော့ authorize လုပ်တာနဲ့မျိုး validation လုပ်ရမယ်ဆိုတော့ဒီမှာဆိုရင်ကြည့်ရအောင်ဆိုရင် prefix 2406//48 ကို AS17821 ကနေ AS6550 advertise လုပ်လိုက်တယ် AS6550 ကနေ AS6551 ကို generate လုပ်လိုက်advertise လုပ်လိုက်တယ်ဒီကနေဒီကို advertise လုပ်လိုက်တယ်အဲ့တော့ AS path ကိုလိုက်ပြီးမှ AS path 17821 6550 6551အဲ့ပြီးမှဒီမှာလောက်တယ်ဒါဟိုကိုစီကိုလာတယ် now bad guy လူဆိုးလာပြီလူဆိုးကကျတော့ဒီကနေ6552ကနေမှဒီ same prefix ကို6400ဒီမှာလာတယ်ဒီ AS path ကပို့ပြီးတော့ longer AS ဒီ AS က shorter အဲ့ဆိုသူဘယ်သူ့ကိုယုံသွားလဲ shorter ကိုယုံတယ် without validation အဲ့ခါကျတော့ okay ဒါ RPKI လုံးလိုက်တော့ဘာအကျိုးကျေးဇူးရလဲသူကနေလဲ advertise လုပ်တယ်သူကနေလဲ advertise လုပ်တယ်အဲ့ကြဒီရဲ့ repository မှာဘာသိမ်းထားလဲဒီ prefix ဒီ prefix ဒီ originated from this ဟာပဲ तू က owner ဒီကောင်က owner မဟုတ်ဘူး तू ကသာ owner ဆိုပြီးတော့မှပြောတယ်तू ကသာ owner ဆိုပြီးမှပြောတဲ့အခါကျတော့ validator 17821အဲ့ဆိုတော့ ROA ကိုစစ်လိုက်တယ်အဲ့ဆိုတော့ဒီ repository နဲ့ validator ကြားထဲမှာသုံးတဲ့ protocol က async အဲ့မှာကိုယ့်ရဲ့ router နဲ့ဒီနဲ့ကြားထဲမှာသုံးတဲ့ protocol ကျတော့ RTR လို့ခေါ်တယ် RTR ကိုသုံးတယ်အဲ့မှာမှသူတို့နှစ်ခု synchronize လုပ်တယ်ပြီးတဲ့အခါကျတော့ router က okay သိပြီဒီ route ဒီကနေလာတဲ့ route ဒီ invalid invalid ဖြစ်တယ်လို့သိတယ် invalid ဖြစ်တယ်ဆိုရင်ဒီကလာတဲ့ဟာကို drop လုပ်ချမယ်အဲ့လိုမျိုးနည်းနဲ့ validate လုပ်တယ်အဲ့ဆိုရင်ကိုယ့်ရဲ့ local မှာဘာ install လုပ်ပေးထားရမလဲဆိုရင် validator installation လုပ်ပေးထားရမယ်အဲ့တော့ route origin validation ကကျတော့ fetches router ကနေမှာပါဆို fetch တာဖမ်းယူတယ် ROA information ကိုယူတယ်ဘယ်သူစီရယူလဲဆို validated cache စီရယူတယ် crypto strip by the validator a crypto BGP ကနေမှ checks လုပ်တယ်တခုချင်းစီရတဲ့ BGP update ကိုကြည့်ပြီးတော့မှ ROA information တွေကိုလည်းကြည့်ပြီးတော့မှ
label တက်တယ်အဲ့ဆိုတော့ validation state ဘယ်နှခုရှိလဲ valid states ရှိတယ် invalid states ရှိတယ် not found ရှိတယ် valid state ဆိုရင်ကျတော့ prefix ရှိတယ် prefix length အဲ့မှာ prefix length ရဲ့သူ့ရဲ့ database ထဲမှာတွေ့တယ်ဒီဟာကိုတွေ့တယ်ဆိုရင်ဒါ valid invalid ကကျတော့ prefix တော့ found ဖြစ်တယ်ဒါပေမဲ့ origin AS က wrong တယ်ဒါမှမဟုတ်ရင်လည်း prefix ကထားပါတော့သူက /h2 /16 လို့ပြောထားပြီးတော့မှသူ့ရဲ့ lengthက /17 နဲ့တွေ့တယ် prefix လည်းတွေ့တယ်/17 ဆိုရင်ဒါဒီသူ့ရဲ့ maximum length နဲ့ကျော်သွားပြီ maximum length နဲ့ကျော်သွားရင်ဆိုရင်အဲ့ဒါဒီ invalid ပဲ not found ဆိုတာကျတော့ရှာလို့ကိုမတွေ့တဲ့ဟာမျိုးကျတော့ not found အဲ့ဆို valid ရှိတယ် invalid ရှိတယ် not found ရှိတယ်အဲ့ဆို validation stage ကိုကြည့်ကြည့်အောင် okay ဒီမှာဆိုရင်သူ့ရဲ့ original ROA စောက်ထားတယ်65420 10.0.0.0/16 maximum length က18 maximum length က18ဆိုတော့ကျတော့ဒီဟာကြည့်မယ်65420 20016အဲ့ဆိုရင် I have a question this is valid or invalid ဒါ valid လား invalid လားမှာ chat box ကနေဖြေလို့ရတယ်အကုန်လုံး chat box ကနေရှိတယ်ဆိုရင်ဘယ်သက်ကနေဖြေလဲရတယ် okay valid okay valid yes it is valid okay another question 65420 10.0.128.0/17 is it valid or invalid okay valid one answer တွေ့တယ် how about any other one ချားသူတွေဘယ်သူဖြေအောင်လဲ okay valid အောင်ကောင်းမြတ်က valid တဲ့ရွှေလီက valid တဲ့သူ MK က valid တဲ့အဲ့ဆိုတော့ yeah let's see the answer then okay ဒါ valid ဟုတ်တယ်နော်နောက်တစ်ခါကျတော့65421 10.0.0.0/16 this is valid or invalid okay Del got invalid okay it is correct another one okay invalid တိုးမြင့်အောင် invalid ထပ်အောင်သော invalid ကျော်သောဟင်း invalid အောင်ကောင်း invalid YMN invalid yes it is invalid ဘာဖြစ်လို့ invalid လဲ the ASN မှားနေဟုတ်တယ်မလား okay နောက်တစ်ခု65420 10.0.10.0/24 is it valid or invalid different ASN yes different ASN invalid oh invalid may I know why ဘာကြောင့်လဲဘာကြောင့် invalid ဖြစ်တာလဲ okay /24 ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါသူက/18တဲ့ပိုကြီးနေတယ်မလား previous length က okay maximum very good maximum length က18တဲ့ပိုကြီးနေတဲ့ခါကျတော့ it is invalid okay another one 10.0.0.0/8 valid or invalid or not found yeah this one okay the one answer is not found another answer not found okay yes it is not found why သူဟာ around object က /16 လေ /18 ဒီ 10.0.0/8 ကရှိမှာပြကြတော့ ASN ကြီးကလည်း wrong အဲ့ဆိုတော့
it is not found ဟုတ်တယ်မလား okay ဒါက brainwash နဲ့နည်းနည်း active ဖြစ်သွားအောင်လို့ okay နားသားတစ်ခုကကျတော့တို့တွေကဘာလုပ်မလဲ okay invalid route တွေတွေ့ပြီ valid route တွေတွေ့ပြီ invalid route တွေတွေ့မယ်တို့ route validator နဲ့စစ်တယ်စစ်ပြီးမှ invalid route တွေ valid route တွေတွေ့ပြီဆိုရင်တို့ဘာလုပ်မလဲ if you have a downstream customer or ran out the server a route server IXP ဘာတွေ့မလဲ valid ASN not found တွေ့မယ် invalid တွေ့မယ်အဲ့ဒါဆိုတော့တို့တွေလုံးဝ totally drop လုပ်ချမလားဒါမှမဟုတ်ရင်အဲ့ဒီ path လမ်းကြောင်းမသွားတော့ဘဲနဲ့ local preference ကို higher local preference ပဲပြီးတော့မှသူ့ကို route မှာ choose မလုပ်အောင်ပဲလုပ်မလားတခါတလေကြတဲ့အခါကျတော့ not found လို့ဟာမျိုးကသူတို့ route object create မလုပ်ခဲ့လို့ဖြစ်နိုင်တယ်ဟုတ်တယ်နော် route object create မလုပ်ခဲ့ဘူးဒါပေမဲ့တကယ် real prefix ရှိနေတာမျိုးဖြစ်နိုင်တယ်အဲ့ဒီခါကျတော့မလိုအပ်ဖဲနဲ့လဲသူdrop မလုပ်ချင်ဘူးဆိုရတဲ့ခါကျရင် BGP မှာဒီ incoming traffic outbound filter အတွက်ကိုမှ local preference ဆိုတဲ့ value ကိုကြည့်ရတယ် BGP path attributes မှာ local preference ဆိုတဲ့ path attribute လေးတစ်ခုရှိတယ်အဲ့ local preference ဆိုတဲ့ path attributes ဒီအမြဲတမ်း always prefer the higher local preference ဖြစ်တယ်အဲ့ဒီခါကျတော့ကိုဒီ of course valid ဒီကို accept ဖြစ်မဲ့ဟာမလား accept ဖြစ်မဲ့ဆိုတော့သူ့ကို valid route တွေဆိုရင် higher local preference ထားမယ်ပြီးတဲ့အခါကျတော့ not found ဒီ maybe not found ဒီသူတို့ route object မ create မလုပ်ခဲ့မိလို့ဒါတကယ်ရှိရင်လည်းရှိနေတဲ့အခါကျသူ့ကို second higher local preference လုပ်မယ် invalid ဒီဒါဒီ disaster ဖြစ်နိုင်တဲ့ prefix ကိုယ်စီမှာပြဿနာလာရှုပ်နိုင်ပြီးတော့မှပြဿနာ internet ပေါ်မှာ disaster ဖြစ်နိုင်တဲ့ prefix ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဆိုရင် drop လုပ်မလားဒါမှမဟုတ်ရင်လည်း very high local preference ထားမလားဒါကတော့ up to you ကိုယ့်ရဲ့ decision ပေါ်မှာမူတည်တယ်အဲဆိုတော့ internet ပေါ်မှာဆိုရင် drop တွေ invalid တွေရရှိရမှာ modify preference value လုပ်ရတယ် valid ဆိုရင်ထားပါတော့ valid ကို200ပေးမယ်not found ဆိုရင်150ပေးမယ်ဆက်သဖြင့် preference ဆိုရင်100ပေးမယ်သူဒီအမြဲ valid ဒီအမြဲတမ်း accept လုပ်တဲ့ဟာမလို့ဒါဒီ route validator ရဲ့ configuration အဲဆိုတော့ router မှာဘယ်လို configuration လုပ်မလဲ router မှာဘယ်လို configuration လုပ်မလဲဆိုရင်ဒီမှာပြောခဲ့တယ်ဆိုတော့ RTR ဆိုတဲ့ protocol ရှိတယ် RTR TCP ကိုသုံးတယ် by default အရာတော့ TCP port number 323ကိုသုံးတယ် RTR က TCP port 323 yeah အဲ RTR ရဲ့ protocol က RPKI2 router သူ့ရဲ့အရှိကောက်ကRPKI2 router အတိုကောက်က RTR လို့ခေါ်တယ်သူက TCP port 323ကိုသုံးတယ်ဒါပေမဲ့ဒီမှာ3323တို့8282တို့ဆိုတာတကယ်လို့ validator နှစ်ခုရှိရဆိုရင်ကိုယ့်ရဲ့ port ကိုကိုယ့်ဟာကို customize port လုပ်လို့ရတယ်session နှစ်ခုအတွက်ဆိုရင်မှဘယ် validator နဲ့ဆိုရင်ဘယ်ပို့သုံးမယ်ဘယ် validator နဲ့ဆိုဘယ်ပို့သုံးမယ်ဆိုပြီးသုံးလို့ရတယ်အဲ့မှာ BGP RPKI server ဆိုပြီးတော့မှကို validator ရဲ့ IP ကိုရေးမယ်ရေးပြီးတော့မှ transport TCP port ဆိုပြီးမှ port number ရေးမယ်ရေးပြီးတော့မှ refresh time ကဘယ်နှစ် second ကြာတိုင်းဟိုမှသွားပြီးတော့ check ပြီး update လုပ်မယ်ဆိုတာရေးမယ်နောက်ခါကျ router BGP 131107 BGP RPKI server TCP validator IP 323180 second ဒါကကို iOS XE နောက်တစ်ခုကpolicy based မှာ route map ရေးမယ် route map ရဲ့ name ပြီးရင် permit or deny ရေးမယ်ပြီးရင်မှာ sequence number ရေးမယ်
match RPKI ဒီ valid ဖြစ်တယ်ဆိုရင် set local preference 200 route map သူရဲ့ route map ရဲ့ route validation ဒါကနာမည်ကိုကြိုက်တာကိုပေးလို့ရတယ်ပြီး permit sequence number ကဒီ sequentially order အတိုင်းသွားတယ် firewall filter တွေလိုပဲ sequential order နဲ့သွားတယ် route map ကလည်းအဲ့တော့20 match RPKI not found ဒီကိုလုံးဝ drop လုပ်ချင်တဲ့ဟာမဟုတ်ဘူးကွာအဲ့အခါကျတော့သူ့တဲ့နည်းတဲ့ဟာပေးတယ်နောက်တစ်ခါကျတော့ invalid route ဒီတချို့ provider ကကျတော့ they like to drop တချို့ provider ကကျတော့ very low preference ထားတယ်ဒါကတော့ depend on the choice of the provider ရဲ့ choice ပေါ်မှာမူတည်တယ်50ထားလို့ရတယ်ဒါမှမဟုတ်ရင် totally deny statement နဲ့ပြောလိုက်လဲရတယ်ဒါကဒီ local preference နဲ့မှာဒီ invalid route တွေလာပြီဆိုရင်ဘယ်လို drop လုပ်မလဲဆိုတာကိုပြောတာအဲ့တော့ apply the route map ဆိုရင် local preference ဒီ inbound routing updates သုံးတယ် outgoing traffic အတွက်သုံးတာအဲ့ဆိုတော့ BGP address family BGP best path validate prefix validate allow invalid and be a neighbor ဆိုမှ activate လုပ်တယ်ပြီးတော့မှ route map route validation in IPv6 ဆိုလဲ address family IPv6 ပြီးတော့မှ route validation in routing options ဒါကကျတော့ establish ဒါကကျ Juniper Junos မှာကြတဲ့ခါကျဘယ်လိုလုပ်လဲဆိုတော့ routing options လုပ်တယ် autonomous system 13117 session validator IP refresh type port number ပြီး local address ကကိုယ့်ရဲ့ own local address local source address ရေးတယ်နောက်ကျ policy သတ်မှတ်တဲ့အချိန်ကျရင် Juniper မှာ policy statement ဆိုပြီးမှရေးမယ်ပြီးတဲ့အခါကျတော့ there are 3 terms ရှိတယ် term မှာ valid term ရှိတယ် term က unknown ဆိုတော့ not found term ရှိတယ်နောက်တစ်ခု term ကကျတော့ invalid term ရှိတယ် term valid ဆိုရင်ကျတော့သူကဒီမှာ from protocol BGP validation database က valid ဆိုရင် then ဘာလုပ်မလဲ local preference ကို200ထားမယ်ပြီးရင် accept လုပ်မယ်အဲ့က term unknown ကကျတော့ not found ဆိုရင် from topology video the validation database ကနေမှအဲ့မှာ unknown လို့ပြတယ်ဆိုရင် local preference ကို100ထားမယ် action accept invalid ဆိုရင် local preference ကို50ထားပြီးတော့မှ accept လုပ်မလားဒါမှမဟုတ်ရင် validation state က invalid ဆိုရင်တခါတည်း reject လုပ်မလားဒါ Juniper apply လုပ်မယ်ဆိုရင် protocols BGP group မှာအပေါ်အောက်ဘက်တွေမှာ neighbor ထည့်တယ်ပြီးတော့ import ဆိုပြီးတော့ route map မဟုတ်တော့ဘူးဒီမှာကျတော့ဒီ route validation policy လာပြီးရင် policy import လုပ်ပေးရမယ်အဲ့တော့ policy name ကိုထည့်မယ်ပြီးရင်ဘယ် family address family လဲ IPv4 ဆိုရင် family inet အဲ့တော့ IPv6 မှာ apply လုပ်ချင်တယ်ဆိုရင် address family inet 6 unicast okay ဒါကြတော့ဒါ configuration router မှာ configuration လုပ်တယ် RDR router နဲ့ validator ကြားထဲမှာ RDR session နဲ့သွားတယ် TCP protocol 323နဲ့သွားတယ်သွားပြီးမှ router Cisco လဲလုပ်လို့ရတယ် Juniper လဲလုပ်ရ Microtik လဲလုပ်လို့ရတယ်အမှန်ကအခုဒီမှာ Cisco နဲ့ Juniper ကို sample အနေနဲ့ပြထားတယ်ပြီးတော့မှတို့တွေစစ်မယ် show BGP IPv6 unicast RPKI အဲ့ဆိုတော့ server display RPKI cache server information display RPKI table entries server display RPKI cache server information အဲ့တော့ကြည့်မယ်ဆိုရင် DIP ဒီ TCP port 323နဲ့သွားတယ်စုစုပေါင်း prefix က 45661ရှိတယ် connection attempt 1ရှိတယ် connection က established ဖြစ်သွားတယ် established ဖြစ်ထားတယ် local port က 29831 foreign port က 3231နောက်ကကျတော့ show IPv4 unicast RPKI တွေပဲဒါ repository ကနေမှ download ချထားတဲ့ file ဒီမှာဆိုရင်
address 1ဆိုရင် AS4788 ကနေလာတယ် neighbor ကဒီဟာရှိတယ် phone number 323အောက်ကကျတော့ RBKI table ဒါ IPv6 အတွက် show BGP IPv4 unicast /19 ဒါ specific route 202.144.128.0 ဒီ route ဒီ specific route ကိုကြည့်တဲ့အခါကျတော့ဒီ route entry ဒီဘယ်ကနေဘယ် AS ကလာဆိုတော့ဒါဒီ Epinik AS ဘယ်ကနေလာလဲဆိုတော့ 48261760 path ကသူကကျတော့ RPKI state က valid ဖြစ်တယ် valid ဖြစ်တယ်လို့ပြောတယ်ဒီမှာဆိုရင်ဒီဟာကရောဒီ IP ရော2402780 double column 32သူကကြတော့ not valid not found အဲ့မှာ check RPKI cache RPKI cache ဆိုရင် show validation session ဆိုကိုဘယ် router နဲ့ဟိုမှာ session ချိန်ထားတယ်ဆိုတာကိုပြတာဒါ show validation database ဆိုကြတော့ validation database ဆိုပြီးကြည့်လိုက်တယ်ဆိုရင်အဲ့မှာအကြာကြီးကြည့်ရလိမ့်မယ်မှာအများကြီး many routes many prefixes တွေတွေ့ရမယ်ရှေ့ကြီးပဲကြည့်ရ can filter by origin AS တဲ့ show validation ဘယ် AS ကလာတဲ့ prefix ကိုပဲကြည့်ခြင်းလဲဆိုပြီးကြည့်လို့ရတယ် show validation origin autonomous system 45192ဆိုရင်45192ကလာတဲ့ prefix တွေ valid ဖြစ်တဲ့ prefix တွေပြတယ် check routes Junos မှာ routes ကြည့်ခြင်းလဲဆိုရင် show route protocol BGP show အဲ့မှာ validator လောက်ထားတယ်ဆိုရင် validation state ကိုပြတယ် BGP မှာ validation state valid validation state unknown အဲ့မှာနောက်တစ်ခုကကျတော့ propagating RPKI state to IBGP peer အဲ့မှာဒါကတော့ IBGP ဆိုရင်ကျတော့ router လေးလုံးရှိရင် IBGP ဒီ full mesh session စောက်ရတယ်လေတို့တွေfull mesh session စောက်ရတယ်ဆိုတဲ့အခါကျတော့တို့တွေဒီ validator နဲ့ IBGP peer တိုင်းနဲ့ဟိုမှာလိုက်ပြီးတော့မှ session တွေစောက်နေရရင်ပင်မနဲ့မလုပ်ချင်ဘူးအဲ့ဆိုတော့to avoid every BGP heavy RDS session, ensure all BGP speakers have consistent information. အဲ့ဒါအကုန်လုံး all BGP information မှာ global routing တွေပဲရှိသမျှဟာအကုန်လုံးဒီ information အတူတူဖြစ်ဖို့လိုတယ်လိုပြီးလိုတဲ့အခါကျနောက်တစ်ခုကကျတော့အဲ့မှာ relies on the non-transitive BGP community ရှိတယ်အဲ့ BGP community ကဒီမှာတွေ့လားမသိ look up result မှာ void ရှိတယ်value မှာ validation state ရဲ့မှာ0ဆိုရင် valid 1ဆိုရင် not found 2ဆိုရင် invalid ဆိုပြီးတော့မှဒီBGP community မှာရှိတယ်အဲ့မှာ sender with 1 RDS session attaches one extended community ထဲမှာထည့်ပြီးလဲ BGP community နဲ့လောက်တယ် must be enabled on both sender and receiver sender စီမှာရော receiver စီမှာရောမှာအဲ့ BGP community comment ထည့်ပေးရတယ်အဲ့ဒါ0ဆိုရင်သူ့ရဲ့ BGP default community က 0x4300 column 0 column 0 invalid ဆိုရင် 0x4300 column 0 column 2 not found ဆိုရင် 0x4300 column 0 column 1ဒါ BGP သူ့ရဲ့ default BGP community အဲ့ခါကျတော့ဒီ RTR နဲ့ session ချိတ်တဲ့ router မှာတို့ကဘာလုပ်ပေးရလဲဆိုရင်ဒီမှာ announce RPKI state send community both announce RPKI state ဆိုတဲ့ command လေးထည့်ပေးရတယ်အဲ့တော့ sender IBGP မှာရော receiver IBGP peer မှာထည့်ပေးရတယ်အဲ့တော့ sender IBGP မှာလည်း send receive both announce RPKI state announce RPKI state အဲ့မှာ if announce RPKI state လို့လုပ်တယ်ဆိုရင် all prefixes received from IBGP peer will be marked at the invalid အနေနဲ့ပြတယ်လိမ့်မယ်တဲ့အဲ့ဒီကဟာ configure မလုပ်ထားဘူးဆိုရင် community ကိုလည်း send community both configure လုပ်ပေးမယ်အဲ့တော့ဒီ Junos မှာဆိုလည်းဒီ command လုပ်မယ် community at origin validation state at origin invalid
community at origin validation state and known ဆိုပြီး BGP community လောက်တယ်ဒါဘယ်အချိန်မှာသုံးတာလဲ IBGP peer တွေလောက်ထားတယ်ဆိုရင် every IBGP peer မှာ session RTR session မှာစောက်ရှင်တော့ community နဲ့ send and receive လုပ်ပေးလိုက်တာ valid invalid ကိုအကုန်လုံး information တွေအကုန်လုံးဒီ RTR route validator နဲ့လောက်ထားတဲ့ BGP router က validation state ရပြီဆိုတာနဲ့ကျန်တဲ့ဟာတွေစီကို community နဲ့ပို့ပေးတာအဲ့ကဟာကဒါ IBGP in case of your network has the IBGP peers you need to configure those commands either in Cisco or Juniper အဲ့တော့ဒီ policy statement တွေကိုဒါပြည့်ရင် policy ကိုလုပ်မယ်တကယ်လို့ community ရနေမှာ valid ဆိုရင် validation state ကို valid လို့ပြောမယ် community validation ဒီ community ကနေမှာ invalid လို့ပြရဲဆိုရင် invalid လို့ပြောမယ် community ကနေ unknown လို့ပြရဲဆိုရင် unknown လို့ပြောမယ်ဆိုပြမှ policy ရေးပေးရတယ်ဒါ Junos configuration okay ဒါကချိန် limit ကြောင့်မလို့ routinator validator installation လုပ်တဲ့ဟာကိုတော့ပြလို့မရဘူးဒါပေမဲ့ဆောနာတော့ပြောတယ် academy.apnet.net က virtual lab မှာ detail instruction နဲ့ one by one step by step ကိုသင်လို့ရတယ်ကိုရုံးကအပြန်မအိတ်ခင်လေးကိုမှ configuration လုပ်အိတ်ချင်လာပြီဆိုရင် save လိုက်နောက်နေ့ပြန်လုပ်လိုက်နဲ့လုပ်လို့ရတယ်ကြိုက်တဲ့အချိန်သွားလုပ်လို့ရတယ် instruction တွေကလည်းအပြည့်စုံပါတယ်အဲ့ဒါလေးကိုတစ်ချက်တော့စမ်းကြည့်သေးတယ်နဲ့ကိုကဒီဟာလေးလာပြီးပြီဆိုရင်ဒီဟာရဲ့ concept ကိုသိပြီဆိုအဲ့မှာဆိုရင် Cisco နဲ့လည်းပြထားတယ် router Juniper လည်းပါတယ် Microtik လည်းပါတယ်အဲ့ Academy Lab ထဲမှာအဲ့ဒါလေးကို try ပြီးတော့မှ test lab လုပ်လို့ရတယ်ပြီးရဲ့အခါကျတော့ဒါကတော့ဒီနေ့အတွက်ပြီးပြီပေါ့နော်ပြီးပြီဆိုတဲ့အခါကျတော့ APNIC website မှာလေ survey link လေးရှိတယ်ဒီ training နဲ့ပတ်သက်ပြီးတော့ survey လေးကို APNIC မှာတစ်ချက်လောက်ဖြည့်ပေးအောင်နော်survey link လေးကို link ပို့ပေးလိုက်မယ် participant survey okay ဒီ training နဲ့ပတ်သက်တဲ့ဟိုမှာ comments ဘယ်လို improve လုပ်သင့်လဲအဆင်ပြေတယ်satisfy ဖြစ်တယ်ဆိုရင်လည်းသူတွေ satisfy extremely satisfy နဲ့ကိုရဲ့ comment တွေကိုရေးပေးလို့ရတယ်ဒါဒီဟာလေးကိုဒီပြီးရင်ဖြည့်ပေးပါအောင်เนาะပြီးရဲ့အခါကျတော့ any questions ဘာမေးစရာရှိသေးလဲမသိဘူးเนาะ မမေးကြရှိသေးတယ် coffee တောက်ချင်တယ်ဟာလား သင်ပြေလားဟို ဒီနေ့ နား လား မ မ လည် မေးဘူးမလဲ အမပြောတဲ့အထဲမှာမှဟိုဟာတခုခု clear မဖြစ်တာရှိတယ်ဆိုရင်လည်းပြောလို့ရတယ် မေးခွန်းပါရှိသေးတယ်ရှိပုံများပြပြရဲ့ဟိုကျေးဇူးပဲဒီလားဟိုကပြပြမတို့ဒီမှာ9နာရီမှပြီးမှလေ9နာရီလောက်ကိုမတို့ကပြီးလို့ရှိရင် photo session ရှိတယ်ပေါ့နော် ဟုတ်ကဲ့ အဲ့ချိန်တော့ join ပေးလို့ရမလားဓာတ်ပုံရိုက်ရုံလေး အမဖြိုးစီကိုဟိုဟာ Facebook ကဖြစ်ဖြစ် Viber ကဖြစ်ဖြစ်ပြောလိုက်လေဖြိုးတကယ်လို့မရှိတော့ဘူးဆိုရင်လေ နော် ဟုတ် ချိန် ဟုတ် လေးနဲ့ပြီးဖြစ် တိုင်း တဲ့ လို့ရ question တယ် answer အဝါကိုအဝါဘာပြောအဝါရှိလားမသိဘူး online မှာအဝါ hello အဝါ are you there အဝါအမှန်မနက်ကတော့အမရဲ့သူတို့က Ramadan month လေ ဟုတ်တယ်ဟုတ်တယ် Ramadan month ဆိုတဲ့ခါကျသူမနေ့ကစောင့်နေနေသူ Friday လဲ Friday ဆိုတော့သူ praying time ပြတ်သွားလို့တဲ့ဆိုပြီးသူဒါပေမဲ့ကိစ္စတော့မရှိပါဘူးတဲ့ရတယ်လေဖြစ်တယ် Hello, Fio. Hello, Miss Kind. I'm in the listen mode and I'm in a crowded place. I cannot speak much. So, do you need anything else from my side? No it's okay we are okay You know, it's Ramadan, and after the evening, there are some activity like prayer, and so I'm a little bit busy with those. But I saw Fio did a great job. She presented the whole slide very nicely. I hope you enjoyed the session. thank you so much No problem.
ပြည့်ကျေးဇူးပဲနော် ဟုတ်ကဲ့ break ဒီဓာတ်ပုံရိုက်မယ် join ချိန် the ကြ photo session. If you are okay to join at 5 o'clock, I will definitely join for photo session photo session. Photo session. What time is it? taking 5 photo p.m. their time. 5 Oh. p.m. Oh, okay. Oh, okay. So that's 8:30, right? At 8:30 our time. Yes. Yeah, 8:30. I will not be able to do that. I'm so sorry for that. I'm gonna miss that. But you guys go ahead and take a good photo. Okay. Thank you. I'm thank gonna you. miss that. Sorry, Miss Kind. I'm so sorry that I cannot make it. Okay. Okay. အဲ့ဆိုရင်စာပေး form လေးလည်းဖြည့်ပေးကြပါအောင်เนาะမOkay အဲ့ဆိုရင်မဟိုဖြိုးဟိုViber မှာလည်းဆက်သွယ်လို့ရတယ်ဟို Facebook မှာပြောလိုက်လည်းရတယ် အဲ့ဒီမှာအလန့်ပြောလိုက်မယ်နော် Okay ဟုတ် break အဲ့ ပေး ဆို လို ရ က် င် အောင် thanks for your attention bye bye အားလုံးကျေးဇူးတင်ပါတယ်တတာ